saw that photo of you and your dog playing. I sent you that message and when you're severe asthma says you can't testify or say you can't testify. Navy. Get him, yet it out there. Congratulations ပါဆရာ Some website be tell her I go better way out now. You ram up the load. Hello, the bee. You are born here somewhere else. Fantasia Eh. Hello, I need to do your. ဒီလိုလာနေရဆရာ Need to pay out, need to pay out. Tao cũng long khá đẹp thì khá đẹp à Lại làm. Anh không hiểu là lại mà hỏi. Mu lại đây, nhất định mu này theo. Cho nó cứ về sao mới bị sao mới ảo là tấu này sao mới cái à cứ về hết là screenshot để phèm nó. Tin thế này lùm nhà tin luôn nhà muốn nè, ít trong mệt đả cả đấy. Chú cho về em này này chú cho. Em trả đi mong này chú cho về em này tôi nhìn cho thằng là về. Yo đấy yo đó xí đó mà muốn nè. Hello, hello. Hey, Baba. Chú cho qua về em này này. Yeah, congratulations ပါဆရာ Hello, hello, လောက်နဲ့မရအောင်ယောက်ျားတွေမုန်းတဲ့အတန်ပူဇာစနေလောက်မုန်းတဲ့အရီမာရက်တော့နေအရီမာလည်းရခိုင်လိုက်ကျွန်တော်မုန်းနေတယ်အရာတော့လည်းမဟုတ်ဘူးစမွေးရီကိုပဲပြင်ပြီးတက်လာ3နာရီလွန်ခဲ့တဲ့3နာရီကစမွေးဖြစ်နေတာအောင်သွားတယ်3ပါတော့Hello လို့ပဲဆရာစုတောင်းလိုက်ပြီခဏလေးကဲဆရာစုတောင်းကောင်းကင်ဘုံ၌ရှိရမည်တာမီတယောက်စီရတဲ့နာမြတ်တာနဲ့ချစ်တော်မူသောဖခင်ဆိုဖျားသခင်ဆာမွေးကို3နာရီဖြည့်ပြီးတော့ဘုန်းကနေချက်စင်း live ကိုတက်လာပြီးတော့လူတွေကိုလွှင့်ပေးတဲ့အခါမှာဖျားသခင်ဘုံမှာထားတဲ့ကျွန်တော်ရဲ့ respect ကိုသိမြင်ပါလူသားတွေ humanitarian စိတ်သက်အပြည့်နဲ့လူတွေကိုကယ်တင်တဲ့စိတ်နဲ့အခုပဲဆာမွေးပြီးတယ်မနာဘူးမအိပ်ဘူးည2နာရီထိုးနေပြီမနက်2နာရီထိုးနေပြီကျွန်တော်တက်လာပြီး live ကိုရအောင်ပြောပေးရဲဆိုတော့ဖျားသခင်မြင်ပါကိုရှင်ဘုံတော်ထင်ရှားစေတော်မူပါသူသဖားရဲ့ဘုံတော်ထင်ရှားစေတော်မူပါပြောမယ့်အရာလုံးစုံတွေကိုလက်တော်တဲ့အပါတယ်ခုနဖြေခဲ့တဲ့ဆာမွေကစာရီဒီပြောနေတာတွေအောင်ခဲ့တာတွေဒါတွေအကုန်လုံးပေးဖယ်ပြီးဖျားသခင်ကို concentrate လုပ်နိုင်မှုအတွက်အုံနောက်ကိုပြန်ပြီးတော့ reprogram ပြန်လုပ်ပေးပါဆာမွေဖြေထားတဲ့ဟာတွေကိုဖယ်ထုတ်ပြီးတော့ဖျားသခင်အတွက်ကိုပြန်ပြီးအုံနောက်ကိုပြန်ပြီးအသုံးပြုပေးတော်မူပါ
တပါးရသားသခင်ယေရှုခရစ်တော်၏မဟာနာမတော်မြည်ပြု၍အလုံးစုံတည်စွာဖြင့်ဒီ live ကိုအားရဆုတောင်းပါ၏အာမင်ဟိုပါလေ Vatican City မှာလေဘုန်းကြီးရတယ်ဘုန်းကြီးအနီယံသိလားတင်နာရအဖြူအနီဝတ်တယ်လေအုတ်ထုတ်လဲအနီမြင်မှုတယ်ဟုတ်အုတ်ထုတ်လဲအနီအင်ဂျီလဲအနီကာဝင်လဲအနီအထက်အောက်ကအင်ဂျီအဖြူသိလားဟုတ်မြင်မှုတယ်ဟုတ်အဲ့ဒါဖြတ်ခဏနဲ့ပြပါတယ်ဒါပေမဲ့အဲ့ဒီဟာကိုဝတ်ထားတာ Vatican City ကဘုန်းကြီးမဟုတ်ဘူးယောက်ျားမဟုတ်ဘူးအမျိုးသမီးတရား Holy Spirit နဲ့သူလောက်ပြီးတဲ့ဟိုမှာဝင်ပြီးတဲ့ Vatican City မှာဘုန်းကြီးဝတ်တဲ့ဟာမြင်နေဟုတ်ဘုန်းကြီးတွေလေ Father တွေဝတ်တာလေဟုတ်တယ်ဟုတ်အနီရောင်နဲ့အုတ်ထုတ်အနီရောင် suit အနီရောင်ဟိုအောက်ကခါဝဲအနီရောင်တည်ရဟုတ်သူတို့ဝတ်တာဒါပေမဲ့အနီရောင်ဝတ်ထားတဲ့ဟာ Vatican City ကဘုန်းကြီးမဟုတ်ဘူးမြို့သမီးအဲ့ဒါပြပါတယ်ဆရာအောင် live ထဲမှာဟိုဝင်ပြီးထင်တယ်ဒီကဒီဘက်မှာပြောလိုက်လို့ဟိုဝင်ပြီးထင်တယ်ကြောက်ဘလို့ထင်လဲပြောကြောက်ဘလို့ထင်လဲပြောอืม တော်ဆိုးစိတ်ထင်ပါပြီဖျားကိုဖတ်ပြီးတော့လာတဲ့ဖတ်ပြီးတော့ဖြစ်တယ်သိရတယ် အခုဆူတောင်းလိုက်တဲ့အချိန်မှာ Vatican City ကဘုန်းကြီးတွေတည်တယ်ဟုတ်အဲ့ဒီဟာဝတ်စုံတွေကယောက်ျားမဟုတ်ဘူးမိန်းမဆိုတဲ့ဟာခဏနဲ့ပြသွားတယ်ဆူတောင်းလိုက်တဲ့အချိန်မှာဆရာထင်တာ Holy Spirit ထင်တယ်ဝင်ပြီးထင်တယ်ဟိုဘက်ကောသိလားဘယ်လိုဒီဘက်မှာ sacrifice ပေးလိုက်တယ်လေအဲ့တော့ तू access ရပြီဆို तू ဟိုဘက်ကိုဝင်ပြီလေဝင်ပြီဆိုရင် तू အဲ့ဒီက Vatican City ကဘုန်းကြီးတွေကိုပဲ तू ကဲမလားအဲ့ဒီအောက်ထပ်ရှိတဲ့ဟာတွေကိုပဲ तू စော်မလားဘာလို့မလဲလားတော့ဒါမှဝင်သွားတယ်တော့အနေထိုင်တွေ့လားဆရာပြောလိုက်တယ်နော်ဒီ live စတာချက်မှာ Vatican City ကဘုန်းကြီးတွေဒီအတလီယာဘုန်းတော်ကြီးတွေဝတ်တဲ့ဝတ်စုံအနီရောင်အောက်ကအိန္ဒိယဖြူရောင်တည်ဟုတ်မနှမြင်ဘူးဟုတ်ရှာလိုက်တွေ့တယ် Google လိုက် Google ခေါင်းလိုက်တွေ့လိမ့်မယ်အထုပ်ကအနီရောင်အဲ့ဒါဒါပေမဲ့ပြသွားတာအမျိုးသမီးရဲ့မျက်နှာနဲ့ပြသွားတယ် I don't know what that is meaning အဲ့ဒါရဲ့ကြီးတယ်နော်ဒီကိစ္စကြီးတယ်ပြီးတော့အဲ့ဒါတွေကဘုန်းကြီးတွေမိမမပါအဲ့ဒါမိမပြသွားတယ်ဆိုတော့ဆရာတော် Holy Spirit လို့ထင်တာပဲဒီဘက်က sacrifice ပေးလိုက်တာသူစောင့်နေထင်တယ်ပြက်ခဏနဲ့ဝင်ချလာတယ်နော်ကဲချစ်တော်ပါမင်းလည်းမေးပါအော်ဒီနေ့ဟောရမယ့်တရားဥစ္စာကပါလေပထမဆရာနဲ့လွယ်တာဆိုတော့ဥပ္ပစေဆရာ3ယောက်ရှိတယ်အဲ့တော့ main point ကပါလေဆိုဥပ္ပစေဆရာ3ယောက်ရှိတယ်ပထမဥပ္ပစေဆရာက Jesus Christ လည်းမဟုတ်ဘူး God the Father လည်းမဟုတ်ဘူး Holy Spirit Holy Spirit နဲ့လွဲသွားရင်ဒီတရားဝန်ကြားတာများတယ်ကြားတယ်နော်ဒုတိယဥပ္ပစေဆရာသခင်ယေရှုဆရာလို့ပြောတဲ့အခါမှာသူတို့ကစာသင်တဲ့လူတွေဆိုတော့ပထမဆရာက Holy Spirit ကိုလက်မခံနိုင်ဘူးနေ့စဉ်နေဖြစ်လို့ပဲဖြစ်ဖြစ် Jehovah Witness ဖြစ်လို့ပဲဖြစ်ဖြစ်ကိုအရန်မြင့်ပြီးတော့တွေးတက်နေတယ်လို့ပဲထင်ကြိုက်တဲ့ reason နဲ့ပဲဖြစ် Holy Spirit ကိုလုံးဝလက်မခံနိုင်ဘူးဆိုရင်ပထမဆရာနဲ့လွဲတယ်ပထမဆရာနဲ့လွဲရင်အောက်ထဲမှာရှိရင်ငရဲသုံးထပ်မှာ first tier 1နဲ့သွားတာလူများတယ်ဘာဖြစ်လို့ပထမဆရာနဲ့လွဲ reprobated mind လို့လိုက်ကို reprobated mind လို့လိုက်ရင်tier 1သွားတယ် mostly သွားစီကျွန်တော်ပြောတာမဟုတ်ဘူးเนาะဘူးမှမသွားစီခြင်းသွားရတာများတယ်ဆိုတော့သိဖို့ဆိုတော့ပထမဆရာနဲ့လွဲရင်တရားဝန်သွားရတာများတယ်ဒုတိယဆရာဘာလို့လဲဆိုရင်သခင်ယေရှုဒုတိယဆရာနဲ့လွဲပြီဆိုရင်နှစ်တစ်ထောင်မှာသူတင်မဲ့ဟာအကုန်လွဲတာတတိယဆရာနဲ့ကတတိယဆရာဘာလို့လဲဆို God the Father သူတင်မှာဘာတွေတင်လဲဆိုတော့မသိဘူးသူနဲ့လွဲပြီဆိုရင် New Jerusalem နဲ့လွဲတာဆိုတော့ lecturer 3ယောက်ရှိတယ်ပေါ့ကွာစာသင်ပေးတဲ့လူ lecturer 3ယောက်ရှိတယ်3ယောက်ကမတူဘူးသင်တဲ့ topic တွေလည်းမတူဘူးအဲ့ဒါပဲအဲ့တော့ main point ကပထမဆရာနဲ့ဘာဖြစ်လို့လွဲတာလဲဆိုတဲ့ခါကျရင်စပင်ကောင်းနဲ့ထထကျဲအကိစ္စအဲ့တော့စပင်ကောင်းနဲ့ထားကျဲတော့ဆရာနဲ့အကုန်လုံး congratulation thank you ပါနော်ရိုက်ထားတဲ့ congratulation တွေတွေ့ရအားလုံးကျေးဇူးတင်ပါတယ်ပထမဆရာနဲ့အဓိကလွဲတာအဲ့ဒါကြောင့်လွဲတာဒါလေးနော်အဓိကလူတစ်ယောက်ကဒီငရဲမှာရှိတဲ့ tier 1နဲ့ tier 2ဒီလိုပြောရင်ဒီလိုစပြောရင်ရမယ်ဗမာလောကကြီးမှာလူဖြစ်လာတဲ့အချိန်မှာဗမာခရိယန်or တိုင်းသားခရိယန်ဖြစ်ရတာကြောက်ဖို့အကောင်းဆုံးပဲဘာဖြစ်လို့လဲဆိုတော့ mostly က tier 1နဲ့ tier 2ကိုသွားတာများတယ် tier 1 tier 2မရောက်ရင်လည်းမကျွတ်မလွတ်တာများတယ်ဗမာခရိယန် or တိုင်းသားခရိယန်ဖြစ် mostly ကဘလောက်ပဲယေရှုကိုယုံကြည်တယ်ပဲပြောမယုံကြည်တဲ့လူတရားမှမရှိဘူးကျမ်းစာကိုမသိတဲ့လူလည်းတရားမှမရှိဘူးအကုန်လုံး share သိတာကျမ်းစာငါတို့ထံကိုသိတယ်
အကောင်လုံးလည်းအရန်ယုံကြည်တာဒါပေမဲ့လူလိမ်ဆရာတွေကိုသွားပြီးတော့ပတ်စံပေးထားရရှိတယ်လေအဲ့ဒါကြီးကဝက်ဖေုံဖဲပြီးသွားထိုးထည့်ထားလိုက်တော့ပဲကလားညာလို့မရဘူးလေနင်ယေရှုကိုယုံကြည်တာ I know နင်ကျမ်းစာတွေစောက်ရက်နေတည်တာ I know the fuck do I have to care about that နင်အတိုင်းပဲယုံကြည်တဲ့လူတွေအများကြီးရှိတယ်အချို့လူတွေဆရာတဲ့ကျမ်းစာပို့တတ်တာရှိတယ် I am so happy ဒါပေမဲ့စောက်ရေးပါတဲ့ကိစ္စတခုမှမဟုတ်ဘူး point ကဒေါက်တာဂျူလီယန်ထက်နင်ကျမ်းစာပို့တတ်တယ်ပဲထားနင်ကလူငယ်ဆရာရဲ့တရားကိုနားထောင်ပြီးတော့အလူငွေပေးထားရဲဆိုတဲ့ဟာဂျူလီယန်တို့နောက်ကမှာစောက်ပေါက်ကနေစောက်တင်းပြောထားရဲဆိုတဲ့ဟာတွေအထင်သေးထားရဲဆိုတဲ့ဟာတွေဆွဲချထားရဲဆိုတဲ့ဟာဒီမှာ record ရှိတယ်လေဆိုတော့နင်ဘလောက်ပဲ Greek ခရစ်တော်ယုံကြည်ထားတာနင်ဘလောက်ပဲမိုးပြန်နေအောင်တက်နင်ပလိတ်အတိုင်းဝိုင်းနေနေပဲပန်ပေါနင် FBI အတိုင်းဝိုင်းနေနေပဲပန်ပေါနင်ဘလောက်မြင်လျံတဲ့အတိုင်းဝိုင်းနေနေပဲပန်ပေါနင်ကနေဘာကြီးပဲဖြစ်နေပွိုင်းဟာပါလဲဆိုနင်ကျန်းစာကြီးပဲဘလောက်တက်နင်အသိတော်တွေဘယ်နှခုပဲထောင်းကျန်းစာကြောင့်လည်းဘယ်နှခုပဲထောင်းဒီမှာ record တစ်ခုရှိတယ်အဲ့ record ပါလဲဆိုဘုရားသာသနာကိုတကယ်လုံနေဂျူလီယန်နဲ့ရှယ်ရိုနေစော်ခါထားရဲဆို record ကဖျောက်လို့မများတာဖျောက်လေကိုယ်တိုင်ဖျောက်ကြည့်ရလားမရဘူးအဲ့ဒါကြောင့်ငါထင်မှာပိတ်သိက်ခတ်တဲ့လူတွေမစော်ကားနဲ့ဆိုရင်စောက်စကားဘာလို့မဲ့ပြီးလုပ်လိုက်တာလဲ it's too late already you have already done ဒါပေမဲ့ဒိုးတွေကယူရိုပိတ်ပတ်ပြီးစော်ပြီးတော့နှစ်ပြားမတန်လောက်ထားတာဘာမှမရှိဘူးเนาะဒိုးဒီမှာ record ကကုန်ရှိတယ်အဲ့တော့ main point ဘာပြောချင်လဲဆိုရင်လူတစ်ယောက်ကအခုကဘာဖြစ်နေရလဲဆိုရင်လူတစ်ယောက်ကိုဒီ tier 1 tier 2ကြောက်မကြအမြန်ဆုံးဘယ်လိုစစ်နိုင်လဲဆရာဆိုမိကုန်းတစ်ခုမေးလိုက်အဲ့မိကုန်းကဘာလဲဆိုရင်ကောင်းကင်နဲ့ငရဲလမ်းနဲ့တွေ့ပဲရှိတာမဟုတ်ဘူးလက်ခံလားလို့မေးလိုက်စောက်ယူမစောက်ခွက်နဲ့ကြောင်တောင်ဆိုတဲ့စောက်ခွက်ကြီးနဲ့ပြူပြီးကြည့်တာမျိုး or overthinking ဖြစ်သွားတာမျိုး or ဟိုအဖေငါဘယ်လိုထိမလဲဒီအဖေငါဘယ်လိုထိမလဲဖြစ်သွားတာမျိုး or ဒိန်းနဲ့ဟာလမ်းနှစ်သွယ်မှုအများကြီးရှိတယ်ဆိုတာမဖြေနိုင်ဘူးဖြစ်တာမျိုး or မဟုတ်ဘူးလမ်းနှစ်သွယ်တယ်ပဲငါတို့ဆရာတွေဟုတ်ကဲ့တင်ခဲ့တာကောင်းကင်နဲ့ငရဲနှစ်သွယ်တယ်ပဲဆိုဖြေတာမျိုးအဲ့ဒါကိုကြည့်အဲ့ဒီပုံမှာမူတည်ပြီးတော့ तू ကလည်း tier 1 လား tier 2 လားတန်းသွားတာဘာလို့ဆို authenticity လုံးဝ तू မရှိဘူးမပြောနိုင်ဘူးလေမဟုတ်ဘူးဒေါက်တာဂျူလီယန်ပြောတာမှန်နေဗမာသာသနာရေးမှာပထမဦးဆုံးချိန်လမ်းနှစ်သွယ်မဟုတ်လမ်းအများကြီးရှိရလို့ဒေါက်တာဂျူလီယန်ပြောလိုက်တာမှန်တယ်ဆိုတာပါဇက်ကထပ်မပြောနိုင်မဲနဲ့နင်ချမ်းသာရရန်သက်ထားရဲဆိုတော့ငါနေဘယ်နေရာမှာစောင့်ထင်ကြည့်ပေးရမှာလဲညီသာသနာကိုလုံနိုင်တဲ့ quality မှမရှိတာဘယ်နေရာဘာမှမသိလို့မပြစေဘယ်နေရာထင်ကြည့်မှာစောင့်ရန်နေချမ်းသာတတ်တယ်လေဒိုးထက်ပို့ပြီးတတ်တယ်လို့ပဲတို့သတ်မှတ်ပေးပါတယ်ကဲတတ်တယ်ဒိုးထက်ပို့ပြီးတော့ချမ်းသာတယ်ဟုတ်ပြီတတ်တယ်ရှိသမျှကျမ်းစာကိုချိန်နေအောင်တတ်တယ်ကျမ်းစာရင်းနဲ့ကိုးကားပြီးတော့အချက်တွေနဲ့လည်းရေးနိုင်တယ်တရားဟောချက်တွေလည်းရှင်းပြောနိုင်တယ်ဟုတ်ပါပြီဒါပေမဲ့လမ်းနဲ့သွယ်ပဲရှိတာမဟုတ်ဘူးလမ်းတွေအများကြီးရှိတယ်အဲ့ဒါယုံလားဟုတ်လားဟင်းဆိုတဲ့မေးခွန်းလေးတစ်ခုပဲမေးလိုက်တာအဲ့ဒါ tier 1နဲ့ tier 2ကိုရောက်လားဆိုတာလှမ်းစစ်တာလမ်းနှစ်သွယ်ပဲရှိတာလားအများကြီးရှိရလားဆိုမေးခွန်းလေးတစ်ခုပဲမေးလိုက်တာ1နဲ့2ကိုရောက်မလားဆိုတာလှမ်းစစ်တာအဲ့ဒီအချိန်မှာမဖြေနိုင်ဘူးဆိုရင်နေဆောက်ကျန်းစာရေးတတ်တာနေဘာလုပ်မှာလဲဘာလုပ်ရမှာလဲကျန်းစာကြောင့်နေထောင်ထားရဆိုတာဘာလုပ်ရတော့မှာလဲဘာလို့ဒီကောင်လေးမှာ wrong thinking ဖြစ်တဲ့လမ်းနှစ်သွယ်ပဲရှိတယ်ထက်ကောင်းခင်နဲ့ငရဲဆိုတာပဲစောက်ကောင်းထဲမှာဆွဲနေတော့နင်တက်တဲ့ကျန်းစာရေးဆိုတာစောက်တတ်မှုပဲနေရာမှာရှိလို့လေဖြေလေချက်ပဲကောက်ဒီလိုနဲ့ချက်ပဲကောက်ခံပြီးစစ်လိုက်တာစောက်ပိုတွေအဲ့လောက်ထိပြောမနေနဲ့စောက်ပိုတွေအဲ့လောက်ထိပြောစရာစောက်ကြောင်ရှိနင်အဲ့လောက်ကျန်းစာတတ်တာငါလက်ခံပေးတယ်နင်တို့တစ်ချက်ပဲစီလမ်းနှစ်လမ်းမဟုတ်ဘူးထက်ကောင်းကင်နဲ့ငရဲဆိုရယ်နှစ်လမ်းမဟုတ်ဘူးအများကြီးရှိတယ်လို့ပြောလိုက်နင်လက်မခံနိုင်တုံသွားတယ်မလားစောက်ကြီးမှစောက်ခွက်ဖြစ်သွားပြီးတော့ overthinking တွေဖြစ်ပြီးတော့စောက်ကြီးမှစောက်ခွက်ကြီးပေါ်လာတယ်ဟုတ်မျက်လုံးပြူပြီးတော့လေစောက်တောင်မှကြီးလို့လေဘာပြောမှမသိဖြစ်သွားတယ်ဟုတ်ဒီကိုနေမမြင်ဘူးလားပဲစင်နေဆိုတာအဲ့ဒါနေပဲစစ်တာလေစောက်စကားအများကြီးပြောတခုပဲစစ်တာအဲ့တော့တစ်ချက်ပဲကောက်စစ်လိုက်တယ်လက်နှစ်သွယ်မဟုတ်ဘူးလက်ခံလားဆိုရင်စောက်စကားလေးတစ်ချောင်းနဲ့ပဲစစ်လိုက်တဲ့အခါမှာသူတို့ Facebook ပေါ်မှာတင်ထားတဲ့ကျန်းတက်တွေကျန်းစာတွေကိုကားထားတာတွေအောင်မလေးဘသူအကြောင်းဘယ်လောက်သိတယ်ဟိုဒါဝိတ်အကြောင်းဘယ်လောက်သိတယ်ဟိုရှောလမုန်အကြောင်းသိတယ်လွှမ်းလျန်းတောက်အောင်ရေးလာတဲ့ post တွေနဲ့မြောင်းနေတဲ့ချက်တွေရောက်သွားတာလေလမ်းနှစ်လမ်းဟုတ်လားလို့ပဲမေးလိုက်တာလမ်းနှစ်လမ်းနဲ့ပဲလားလို့မေးလိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲရုပ်ကမဟုတ်ဘူးဆိုမဟုတ်ဘူးဖြေနိုင်မယ်လေအဲ့ဖြေနိုင်တဲ့တတိ authenticity မရှိဘဲနဲ့စောက် Facebook မှာတင်းဟုတ်ဆရာကြီးနဲ့တက်ဖို့ရိုက်တဲ့ပုံနေကျန်းစာတွေ posting နေတခြားလူတွေရဲ့တရားဟောချက်တွေ share ထားတော့
နင့်ကိုနေဘာလို့မမြင်တာလဲရှင်တို့ပြောရတာယူကိုတို့ထက်ချမ်းသာစောက်ရမ်းပို့တတ်တယ်ဆိုတာတို့ထားပေးထားတယ်ဒါပေမဲ့ယူတို့လောက် character မကောင်းဆိုတော့တို့သိတယ်ဒါပေမဲ့ချမ်းသာပို့တတ်တယ်ပဲထားထားတယ်ဒီမှာအကုန်ကြည့်လိုက်အသားရည်ကအစာကြည့်လိုက် character မကောင်းရင်အကုန်ထွက်တယ်ဒီဘက်ကဟာတွေကညာလို့မရ character တွေကမျက်နှာတွေအသားရည်လေပြီးနေနို့တွေမှာအကုန်ပေါ်တာအဲ့ဒါကြီးညာလို့လုံးဝမရအသားရည်တွေကအကုန်ပြောတာလုံးဝညာလို့မရပတ်စံခိုးထားရင်လေစောက်ခွက်မှာရှိတဲ့အသားရည်ကအကုန်ပြောတယ် sex တွေလုပ်ထားရင်လေလေဘေးရောနို့ရောလက်မောင်းအကုန်ပြောတာအကုန်ထွက်ညီဟောက်နှက်နေပြစ်အေးညံ့ရာဒီမလာပဲနဲ့ချုပ်သွားပြီလို့ကိုဝင်ရှိလို့ရာဒီမလာပဲချုပ်သွားရဲဆိုရဲရာဒီချုပ်တယ်ဆိုရဲအသားရည်စောက်ခွက်တွေအကုန်ထွက်တာအဲ့ဒါညာလို့မရဘူးအဲ့တိုင်းပဲခုနပြောတဲ့အတိုင်းပဲမမျိုးထည့်ပေးလိုက်မယ်နော်ခုနပြောတဲ့အတိုင်းပဲကိုယ့်ဘောပေါ်မှာကျန်းစာတွေစစ်စစ်တွေရှယ်ကျန်းစာတွေအများကြီးတင်တယ်ဟုတ်တော့တင်လိုက်တယ်အားတပြိုကြီးပဲစဉ်းစားကိုစဉ်းစားကျန်းစာတွေတင်တာအများကြီးပဲကျန်းစာတဲ့ဓမ္မဟောင်းနဲ့ဓမ္မဟောင်းနဲ့မှလေဟိုရူတာရဲ့မရင်ငယ်တာမှလေရေးနိုင်တယ်ဆိုတဲ့ level တွေအရင်မြင့်နေပေါ့ဟဲ့တည်ရဟုတ်တယ်ဟုတ်ဘောစားရဲ့မရင်ငယ်ကြောင်းလေရေးနိုင်တယ်အရင်မြင့်တောက်ပအရင်မြင့်တာအကုန်လုံးရေးနိုင်တယ်point of view တွေလေမှာ title 1 2 3 4နဲ့ subheading နဲ့လည်းအကုန်ရေးနိုင်တယ် fine အရန်တော်အရန်ငါတို့တော့ပွဲသုံးခုပါနေယူရရောလီမန်နဲ့ထည့်ပြီးပြလိုက်မိုင်းမှာစတကေသုံးခုပါနေယူပါ but မယူခင်မေကွန်တစ်ခုပဲမေးစားရှိတယ်လမ်းနှစ်သွဲမဟုတ်ဘူးလို့ဟုတ်လားလို့မေးလိုက်တယ်လမ်းနှစ်သွဲပဲလားထက်ကောင်းနေငရေနှစ်ခုလဲလားလို့မေးလိုက်တယ်စိတ်မှမဟုတ်ဘူးဒေါက်တာဂျူလီယန်နှစ်သွဲမဟုတ်ဘူးအများကြီးဆိုတော့စောက်ပေါက်ကမဖြေနိုင်မဲနဲ့အဲ့ဒီ Facebook မှာတရားဟောချက်တွေတင်နေတယ်ဆိုတော့နင်းကငါဘာလို့ပေးရမလဲနင်းကငါစကားပြောလို့မရနင်းမှာ anointing မရှိဘူးဆိုတော့မိတာပဲဘာဖြစ်လို့လဲနှစ်လမ်းမဟုတ်ဘူးဆိုတာနေပါဇက်ကနေပြောပေါ်ဖြစ်လေကြောက်နေအာနာအဲ့ဒါဝင်ခံလိုက်အဲ့နှစ်လမ်းမဟုတ်ဘူးဆိုတာပထမဆုံးမာသာသနာထဲမှာပြောခဲ့တာဒေါက်တာဂျူလီယန်နဲ့ရှယ်ဆိုတော့နှစ်လမ်းမဟုတ်ဘူးလို့ပြောလိုက်ရင်ဂျူလီယန်နဲ့ရှယ်ကို credit ပေးရမှာဆိုရိုးကပျောက်သွားမယ်ဖြစ်နေတာအဲ့တော့မေကုန်းလေးတစ်ချက်ပဲမေးလိုက်တယ်ကောင်းကင်နေငရေနှစ်လမ်းတည်းမဟုတ်ဘူးလက်ခံလားမေးလိုက်တဲ့အချိန်မှာစောက်ရုပ်ကြီးက overthinking ဖြစ်ပြီးတော့စောက်စိတ်နှလုံးကပြူးထွက်သွားတယ်ဆိုတဲ့ရုပ်ဆိုတော့ဒီဘက်ကဘာပြောပြရမလဲဖြေလေဘယ်နေရာမှာလဲစောက်စင်ဆိုတာဘယ်နေရာမှာလဲစင်တန်းနေနေနေတာပေါ့နေတာပေါ့နေတာပေါ့နေဟာနေဗမာဖုန်းကြီးအပါတသိန်းနဲ့ပဲခရစ်ယာန်ဖုန်းကြီးအပါတသိန်းနဲ့ပဲရိုက်တတ်ပုံဒီမှာနေနေချင်းကတဲ့ပုံမဲ့တင်ဒီမှာနေမိုက်ခရိုဖုန်းကြီးနဲ့ပဲအပေါ်မှာတက်ပြီးတရားဟောဂီတာပဲဒီသချင်းဆိုဒီမှာနေလုံးချင်တာလုပ်လို့ရတယ်ဒါပေမဲ့နင့်ကိုတစ်ခုပဲမေးလိုက်တယ်လမ်းနှစ်ခုမဟုတ်လို့ပြောလိုက်တဲ့အချိန်မှာဟုတ်တယ်ဒေါက်တာဂျူလီယန်လမ်းနှစ်ခုမဟုတ်ဘူးကိုကျူးပြောတာမှန်တယ်ဒေါက်တာဂျူလီယန်ပြောတာမှန်တယ်အဲ့စကားကိုနေပါစကနေမထွက်လာနိုင်ဘူးလေအဲ့ဒါမထွက်လာနိုင်မင်းနေခေါ်နေတဲ့တရားတွေအကုန်လွဲပြီလေအဲ့ဒါလည်းကောက်စစ်တာလေဆိုတော့ပြောချင်တဲ့ point တစ်ခုတည်းပဲလူမာလဲစောက်စင်တန်းရှိတယ်လူမာလဲစောက်စင်တန်းရှိသူ spiritual level မှာလဲစောက်တည်မြင်တာနဲ့နေတာလည်းရှိတယ်အဲ့ကို spiritual level စောက်ဆုပ်ထဲရဆိုရင်ဘုရားသခင်ကိုပြင်ခိုင်းပြီးမှ level တက်လာအောင်လုပ်တာပိုကောင်းတယ်နှမွေဆောက်ဆက်ွယ်လိမ့်မယ်ကိုယ့်ဘောပေါ်မှာခုနပြောသလိုပေါ့တရားဥစ္စာတွေရှေ့ပြဲနေတာပဲရေးထားတာတွေတရားတွေဟောထားတယ်ဆက်တွေကိုဟောထားတာတရားဥစ္စာတွေလမ်းနေတာပဲသောနာထောင်ငါးထောင်ကောင်းတဲ့ဟောချက်တွေထားလိုက်ပါတော့ကျန်းစာကြီးလည်းဒေါက်တာဂျူလီယန်ထက်ပိုတတ်တယ်ထားလိုက်ပါတော့ဒါပေမဲ့မေးခွန်းလေးတစ်ခုပဲမေးလိုက်တယ်လမ်းနှစ်သွဲမဟုတ်ဘူးနော်လို့မေးလိုက်တဲ့အချိန်မှာဘလို့ဖြစ်လို့စောက်ခွက်က overthinking ဖြစ်ပြီးတော့စောက်စီနှလုံးကပြူးတောင်သွားတာလေနင်းရဲ့အဲ့ဒီမှာအဆင့်အကုန်ပေါ်တာလေလူမှာစောက်စင်ဆိုတာရှိတယ်အဲ့ဒီစောက်စင်ဆိုတဲ့ဟာကြီးအဲ့မှာပေါ်တာအဲ့မှာအဆင့်တန်းဆိုတာလေအကုန်ပေါ်တာအဲ့ဒီမှာအကုန်ပေါ်တာကဲကိုအဲ့လောက်ထိမမြင်ဘူးဆိုရင်မြင်အောင်ပြောပြတာဘာလို့အဲ့ဒါပြောပြလဲသိလားဘာလို့အဲ့ဒါပြောပြလဲသိလားလမ်းနဲ့သွယ်ပဲရှိတယ်ဆိုတဲ့မိကုံမေးလိုက်တဲ့အချိန်မှာလမ်းနဲ့သွယ်ဘယ်မဟုတ်ဘူးအများကြီးရှိတယ်လက်ခံလားလို့မေးလိုက်တဲ့အချိန်မှာစောက်ယူမှစောက်ခွက်ဖြစ်သွားတယ်ဟုတ် overthinking ဖြစ်သွားတယ်ဟုတ်တောင်းတောင်းနဲ့မျက်လုံးကြီးကလေကြီးကန်းတောင်မှဖြစ်သွားတယ်ဟုတ်စောက်ချက်တည်ရှိလားစောက်ခွက်ကပြောမှာပဲအတိုင်းပဲဘာလို့ပြောတာလဲအဲ့ဒါမှန်တယ်ပြောတယ်လေကိုမမြင်လို့ပြောပြတာကဲဒီထက်ကိုမြင်စေခြင်းပြပြတာငါဖះเจ้าမသိသေးဘူးဒီထက်ပိုပြီးငါသိဖို့လိုအပ်တယ်ငါဒီကြောင့်မလို့ Holy Spirit ကိုငါပြင်ခိုင်းဖို့လိုအပ်တယ် first teacher ငါရဲ့ first teacher ငါရဲ့မူလာတန်းဆရာတကယ်ရှော့အလေတန်းဆရာ God the Father အထက်တန်းဆရာငါရဲ့မူလာတန်းဆရာဖြစ်တဲ့ Holy Spirit ကိုငါဘာမှမကြည့်ခဲ့ဘဲနဲ့ငါ
4တန်းကနေ8တန်းကိုငါသွားမယ်ဆိုငါဖတ်ဖြစ်မှာအဲ့ဒါကိုသိဖို့အတွက်ကိုလာပြောတာ point ခုနပြောလိုက်တဲ့စကားလမ်းနှစ်သွယ်ပဲမဟုတ်ဘူးအများကြီးရှိရဆိုလက်ခံလားဆိုတဲ့အမေကိုမေးလိုက်တဲ့အခါမှာစောက်ယူမစောက်ခွက်ကစောက်ယူမဖြစ်သွားပြီးပြူးပြူးကြောင်ကြောင်လေးဖြစ်သွားတယ်လေဖြင်းမဲဟိုဆရာကိုထိသွားမလို့ဒီဆရာကိုထိသွားမလို့ငယ်တော့တင်ရတဲ့ဟာတွေကမတူဘူးဆိုတာသိတယ်ဖြေလိုက်ရင်လေဟိုလူအောက်သွားမယ်ဒီလူအောက်သွားမယ်အော်ငါဖြင်းပါဖြစ်မလဲငါမဖြင်းပါဖြစ်မလဲအော်ငါဖြင်းလိုက်ရင်ဂျူလီယန်ကရူတက်သွားမယ်ငါဂျူရိုနှိမ့်သွားမယ်ဆိုရယ်စောက်ခွက်တွေမှာအဲ့ခါတွေအကုန်လုံးမျက်ခွက်တွေမှာအကုန်ပေါ်လိုက်တော့ဒီဘက်က body language experts တွေကစောက်ခွက်တွေအကုန်ဖတ်လိုက်တာလေ plus overthinking ဆိုတဲ့စိတ်ယောဂကိုပါဖတ်တာလေမေးလိုက်တဲ့ခါမှာဒိန်းတောင်းဆုံးဖြေပဲနဲ့စောက်စိတ်ရပြူးပြီးတော့ကြီးကန်းတောင်မောင်းနဲ့ဟာဟိုဟာဖြေရမလို့ဒီဟာဖြေရမလို့မှန်ကန်တဲ့လူပါလေဘာပဲမေးဖြတ်ဆိုမြင်ဖြေတယ်လိန်ညာတက်တဲ့လူကောက်ကျစ်တဲ့လူကမေးခွန်းတစ်ခုမေးလိုက်15စက္ကန့်လောက်မိနစ်20လောက်စဉ်းစားလိုက်ကောဒီမှာအဲ့ဒါမိတာပဲလေ authenticity မရှိဘူးဆိုတာမိတာပဲမှန်တဲ့လူကဒိန်းကိုတက်ပြောတာမမှန်ကန်ကန်ဖြောင်းဖြောင်းမှန်နေတဲ့လူနဲ့လူလိန်နဲ့အဲ့ဒါကွာတာလူလိန်ကိုမေးခွန်းတစ်ခုမေးလိုက်စဉ်းဖြစ်မထွက်ဘူးစဉ်းစားရတယ်မစဉ်းစားအမမိပါ4စက္ကန့်လောက်စဉ်းစားပြီးဆိုမိပြီလားမှန်တဲ့လူကဒိန်းကုန်ပြောလိုက်တာလူလိန်ကအဲ့မှာမဖြစ်နိုင်ဖြေဖို့အတွက်အချိန်သာတယ်အဲ့တော့မာသာသနာရဲ့ဆရာတက်ကိုမေးလိုက်တဲ့အချိန်မှာ4စက္ကန့်ကြာတယ်ဆိုရင်လူလိန်ဆိုတာလည်းဘာလို့လက်မခံတာလဲသူတို့ကိုယ်တိုင်လည်းအဲ့နေအောင်စဉ်းစားနော်ဒီထက်ပြင်းပြင်းထန်ထန်စကားပဲပြမယ်ကိုမြင်အောင်မူလာတန်းဆရာဖြစ်တဲ့ Holy Spirit ကို respect မထားတော့နင်တို့အလယ်တန်းတက်လို့မရဘူးတကယ်ရှုနေတွေ့လို့မရမူလာတန်းဆရာ Holy Spirit ကသူငယ်တန်းကနေ4တန်းထိတင်တာအဲ့သူငယ်တန်းကနေ4တန်းထိတင်တဲ့ Holy Spirit ကိုနင်တို့ကစောင်းရင်းပါကိုနှုတ်လောက်ထားတာနင်တို့လမ်းနဲ့တွေ့တာမဟုတ်ဘူးဆိုတာမျိုးသိလို့လားကိုဆောက်ဆရာမလောက်ရှိလေကိုဆောက်ဆရာ4တန်းအောင်နဲ့လက်မှတ်တောင်ယူလို့မရဘူးနော်ခုနမေးခွန်းမေးလိုက်တယ်လမ်းနှစ်သွယ်တည်းမဟုတ်ဘူးအများကြီးရှိရလက်ခံလားလို့မေးလိုက်တဲ့အချိန်မှာကျန်းစာထဲမှာကောင်းကင်နဲ့ငရဲဆိုတဲ့ရုပ်ရှင်တွေရိုက်လိုက်တာတွေစောက်ယူမစိတ်ယောဂဖြစ်ပြီးတော့စောက်စီရပြူးပြီးကြောက်နေတောင်နေဖြစ်သွားတာတွေ overthinking ဖြစ်သွားတာတွေတွေးလိုက်တဲ့အချိန်မှာဒီဘက်ကဘာကောက်ချက်ချတယ်မေးတဲ့မေးခွန်းစစ်မဖြစ်နိုင်တဲ့ရိုးသားတဲ့လူမဟုတ်ဘူးလူလိန်ဆိုတာကောက်ချက်ချတာမှန်ကန်ပြီးရိုးသားတဲ့လူကအဖြေတစ်ခုမေးခွန်းတစ်ခုမေးလိုက်ဒင်းဆိုတန်းဖြေတာ4စက္ကန့်စောက်ကြမလို့တင်းကနေတန်းဖြေတာအကုန်လုံး authenticity ရှိရလူပါမလျိုးသားတဲ့လူမမှန်ကန်တဲ့လူနေရောညအောင်မူတာတွေနဲ့နေနေတယ်လိန်တဲ့လူကအဲ့ဒါစဉ်းစားလိုက်ကောစဉ်းကြောင်သွားတာဘာလို့ငါဟိုဟာဖြေဘာဖြစ်မလဲဒီဟာဖြေဘာဖြစ်မလဲငါဘာသူ့ကိုလိန်ထားရလဲအရင်တော့လိန်ထားတာဘာလဲပြန် record လုပ်နေတာအော်ဟိုဟာဖြေဘာဖြစ်မလဲဒီဟာဖြေဘာဖြစ်ဒီဟာဖြေလိုက်ဘာဖြစ်မလဲဟိုဟာဖြေလိုက်မှသွားရောဖြောက်နေလူကဒိန်းဆိုတခုနဲ့ဖြစ်လိုက်တယ်ဟဲ့မဟုတ်ဘူးနလန်းနေအများကြီးရှိတယ်လမ်းနေလက်ခံနေမဖြစ်ရင်ဆိုတော့ဒီထက်ခက်ပြင်းပြင်းပြောမှကိုဆောက်ဖြစ်ကိုမြင်မယ်ဆိုတဲ့ဟာကိုသိဖို့အတွက်ဒီစကားကိုပြမယ်ယောက်ျားရင်းနေပြောစီအောင်ဥပမာနဲ့တင်စားတာယောက်ျားတွေကဘာဖြစ်သွားလဲဆိုရင်ဂျူလီယန်နဲ့ရှယ်ရီလိုအဆင့်တန်းရှိပြီးတော့နို့နှလုံးသားထဲမှာ Chanel ရေမွေးကိုဆွတ်ပြီးတော့မှုေးနေတယ်ဆိုတဲ့ဟာမျိုးသူတို့မလာနိုင်မဲနဲ့ဘေးကိုသွားတာလေသိပေါက်ပြီးရင်ဖင်ဆိုနေပြီးတော့သေးစော်နန်နေပြီးတော့ tissue နဲ့ဖင်ကိုမတုတ်ထားဘူးဆိုတဲ့ညီနဲ့ငါးညီနဲ့ရတဲ့အဖုတ်တွေရှိတဲ့ဖင်တွေရှိတဲ့နေရာဘာလို့ယောက်ျားတွေသွားတာလဲအုံနောက်တည်းအဲ့လောက်ထိပြတ်တာနော်အဲ့အပြေမှာစာတင်လို့မရတော့ဘူးနော်ဒီနေ့စာမွေးဖြေတဲ့အခါမှာအဲ့ဒါတွေအများကြီးသိတယ်နော်ဒီနေ့စာမွေးဖြေလိုက်တဲ့အခါမှာဘာကိုကောင်းကောင်းသိသွားလဲဆိုလူတွေစာချက်လို့မရတော့ဘူးစောက်ပေါ်တွေပြောနေတာခေါင်းထဲကိုဘာမှသွင်းလို့မရတာတခုတည်းမဟုတ်စာပါချက်လို့မရတော့ဘာမှမဝင်တော့ခေါင်းထဲကို Facebook မှာပိုတင်တစ်ခုပါလဲဒါမှန်နေ share လိုက်တယ်မနေ့ပြန်သွားမေးကြည့်နေမနေ့က share ထားတဲ့ပိုတင်ပါလဲစောက်ကောင်းနေပါမရှိ point ပြင်းပြင်းထန်ထန်ပြောမှမြင်မှာမလို့ပြတာဒေါက်တာဂျူလီယန်နဲ့ရှယ်ရီလိုလူကောင်းကြတော့ယောက်ျားတွေမရွေးနိုင်ကဲကောင်းပါပြီငါမရွေးလို့ဘာမှဖြစ်ဘူးဒါပေမဲ့ဘ누구သွားရွေးရလဲကြည်လိုက်ရင်သိပေါက်ပြီးဖင်မစေးပဲနဲ့ဖင်ကသေးစော်နန်နေဆိုရဲစောက်ကမာတွေပေါင်သားတွေကိုခေါင်းဆိုင်တာယောက်ျားတွေကအဲ့ဒါခုနပြောတဲ့စကားလက်နဲ့သွင်းနေတူတူပဲလက်နဲ့သွဲပဲရှိတာမဟုတ်ဘူးလက်ခံလားလို့မေးကုန်မေးလိုက်တဲ့အချိန်မှာ4စက္ကန့်ကြာအောင်မဖြေနိုင်တဲ့လူတယောက်ကခုနသေးပေါက်ပြီးဖင်မစေးထားအောင်ဖင်ကိုတီရှူးနဲ့မတုပ်ထားတဲ့မိမရဲ့ပေါင်စားတွေကိုစိုက်သွားတဲ့ယောက်ျားနဲ့တူတူပဲလေအဲ့ဒီဆောက်စင်က Facebook မှာပါလေ real life မှာဆောက်စင်ကပါလေဂျူလီယန်နဲ့ရှယ်ရီလိုနှုတ်နှလုံးသားထဲမှာ Chanel ရေမွေးစွပ်ပြီးတော့ character ကောင်းတာကိုပြောနေတာအဲ့လိုဟာမျိုးရအောင်မတွဲနိုင်ဘူးပြောပြတာ
တန်းနေဟောင်ရအောင်မတွေ့နိုင်မင်းနဲ့ညီစော်နန်နဲ့ဟောင်ရအောင်တွေ့ဆိုတဲ့အဖြစ်ကိုကိုရောက်နေတယ်ဆိုတော့မြင်မို့အတွက်ပြောပြတဲ့ဟောင်နားထောင်ပြီးတော့လူဘာဝလိုက်တာဆိုလက်စားချင်မဲ့ဟာလည်းရှိသေးတယ်ဘယ်လိုလုပ်ပေးရမလဲကိုစားဖြစ်ကအဲ့လိုဖြစ်နေလို့ကဲပေးနေတာလေညီနဲ့နန်နဲ့ကောင်မတွေဒီကောင်မပြီးလဲနောက်တော့အုပ်လာဒီတိုင်းပဲဒီလိုပဲနေလာပြီး American မှာဖြစ်နေတာကြားပြီလေနောက်နေ့ဆိုရင်ကို disability ဖြစ်မှာလေ27 28 29ကို disable ဖြစ်တဲ့နေ့လေအခုတည်းကဖြစ်တာပြီနောက်နေ့ဆိုပို့ဆိုမှာအဲ့ဒါကြီးကနေကဲပေးနေတာလေဘာလို့မရိုင်းနေတာလဲဆိုတော့ကိုစဉ်းစားအခုပတ်စံမရှိတဲ့အချိန်မှာဒီ motivation ဖြစ်နေတဲ့အချိန်မှာလေ Facebook မှာလည်းပို့စင်နေလဲလောက်တိမတင်နိုင်တော့ဆိုတော့သိပြီးသားယူလန်နဲ့ show လူကောင်းနေဖြစ်တဲ့ character ရမ်းတန်ပြီးတော့စောင့်စစ်တန်းရှိပြီးတော့လုံးနှလုံးသားမှာရေမွေးစွတ်တယ်ဆိုတဲ့ဟာမျိုးကြတော့ကိုကလုံးဝမလိုက်နိုင်ပင်နဲ့ဟိုဘက်ကသေးပေါက်ပြီးွားတဲ့ခါကျရင်ဖင်ယုံတ िश ူးနဲ့မတုတ်ဘူးဖင်ရဆုံနေတယ်ဆိုတဲ့ဟာမျိုးတွေကိုစကားသွားပြောတာတွေအဲ့ဒီဟာတွေခိုင်းတာတွေအကုန်လုပ်တာတွေအဲ့ဒါတွေနဲ့ပတ်သက်တော့နေ Facebook မှာတင်ထားတဲ့ပို့စင်တွေကဘယ်နေရာမှာစောက်တံမှုရှိလဲနေ Facebook မှာဟောထားတဲ့တရားဟောချက်တွေကဘယ်နေရာမှာစောက်တံမှုရှိလဲ Facebook မှာမလုပ်ဘဲနဲ့အပြင်မှာ ministry လုပ်ထားရင်ရောဘယ်နေရာမှာစောက်တံမှုရှိလဲကိုမမြင်လို့အဲ့ point လေးကိုထုတ်ပြပေးတာကိုလုံးသမျှအကုန်လုံးတဲတဲ့ရေတုံဘာဖြစ်လို့ဖြစ်တာလဲငါဆူရှိလုပ်တယ်ငါစူးစမ်းပြီးပတ်စံချတယ်အဆင်မပြေဘူးငါဆူရှိမလုပ်လို့ဟလားတခြားအလုပ်လုပ်တယ်အဲ့အလုပ်လေပတ်စံနေရှာတယ်ငါမရအောင်အော်ငါ ministry လုပ်တယ် Facebook မှာတရားဟောကြားတဲ့တင်လေငါဘာ blessing မမရ Facebook မှာ ministry မဟုတ်ဘူး real life မှာအပြင်မှာ ministry လုပ်တယ်ငါဘာမှ blessing မရဘာဖြစ်လို့လဲ answer ပြောပြီးတော့လဲနားတယ်မနာနဲ့ answer အဖြေဘာရင်းနေလဲသေးပေါက်ပြီးတော့သေးစော်နာနေဆိုတော့ဖေနေရောမတော်ပြီးပတ်သက်တာလေဘယ်လိုလုပ်ပြရမလဲအဲ့ဒါကြီးအဲ့တော့ဘယ်လိုလုပ်အဲ့ဒါမပတ်သက်ရတာလေနေနိုင်ဘူးညဘူးပတ်သက်ရမှာရမှာဆိုတော့တတာပဲခေါနေကိုပဲအဲ့တော့ပတ်သက်တယ်ဆိုတော့ဘယ်လိုပြောပြရမလဲပတ်သက်တယ်မနေနိုင်ဘူးဆက်ပြီးပတ်သက်နေမှာပဲအဲ့လိုအစင်တန်းနေတဲ့ဟာတွေနဲ့ဟာလာတန်မိုးရှိတဲ့ဟာနဲ့မရွေးပဲတန်မိုးရှိတဲ့ဟာမပတ်သက်နိုင်ဘူးတန်မိုးမရှိတဲ့အတိုင်းဝိုင်းနေတန်မိုးမရှိတဲ့ဟာတွေနဲ့မှပဲနေရတာကြိုက်တယ်ဆိုရင်စကားကပြောစရာတစ်ခုမှရှိတယ်အဲ့စကားရှင်းရှင်းလေးဆောင်ရွက်စင်တန်းနေလိုက်တာဟဲ့ဆိုရတာပဲဘာပြောပြရမလဲဘာပြောစီစံလဲပြန်ဘာပြောစီစံလဲဆောင်ရွက်နေလိုက်တာဆုပ်ပြက်နေတာပဲနေလိုက်တာဟဲ့ဒါပဲပြောရတော့မှာလေအဲ့တော့ main point ကပါလေဒါတွေဘာဖြစ်လို့ပြောလဲဟုတ်တယ် ministry လေးလုပ်တဲ့အဆင်မပြေဘူးဆူရှိရေးလုပ်တဲ့အဆင်ပြေဘူးတခြားပတ်စံရှာတဲ့အဆင်ပြေဘာဖြစ်လို့လဲအဲ့ဖင်နေတဲ့တော်ပတ်သက်လို့အဲ့ဖင်တစ်ခုပဲမကောင်းတဲ့ဖင်တစ်ခုပဲပတ်သက်ကြည့်ကိုဟာတွေကုန်ပြုတ်ကြတာဖင်နေအများကြီးများစွာပတ်သက်ရင်ပို့ဆိုရောထားပါတော့ for example မြင်အောင်ပြပြ Facebook မှာ Messenger နဲ့မိမ10ယောက်လောက်ကိုတရက်တည်းမှာတပြိုင်တည်းကြည့်အဲ့ဒီ10ယောက်ရဲ့ negative energy ကကိုယ့်ရှိဝင်အကုန်ဝင်တာအဲ့10ယောက်ရဲ့တယောက်ချင်းစီရဲ့အကြောင်းတယောက်ချင်းစီဘာဖြစ်နေလဲကိုသိချင်တဲ့ဆက်စုတွေသူတို့ကိစ္စတွေမှာကိုယ်အကုန်ဝင်နေနော်သူတို့ကိစ္စတွေကိုအကုန်သိချင်တယ်ဟာ तू ကဘာဖြစ်နေ तू ကဗမာနေတယ် तू ကဘာ तू ဘာရင်ဆိုင်နေရတယ် तू စီးပွားကောင်းနေ तू မရ तू လင်းနေ तू ဖောက်ပြန်နေတယ်ငါ့ဟောက်ကျူနေရှိသမျှကောင်းဒီကောင်မနဲ့ပတ်သက်လို့ဒီဆောက်ကြဟိုကောင်မနဲ့ပတ်သက်လို့ဟိုဆောက်ကြဟိုကောင်မနဲ့ပတ်သက်လို့ဟိုဆောက်ကြဟိုကောင်မနဲ့ပတ်သက်လို့ဟိုဆောက်ကြခေါင်းနေလေကုန်ထဲရောဒီရှိကိုဆောက်ကောင်းလာသေးလားလားကားရှင်းရှင်းလေးအဲ့ဟာမကောင်းနဲ့မထက်နိုင်တာလေလေးတန်းတာမအောင် first teacher ဘူလာတန်းဆရာနဲ့အမှကြာတာဒါလေးကရှင်းရှင်းလေး America မှာရောက်ပြီးတော့အဲ့ဒါတွေကိုခေါင်းလေးတွေပြန်ဘာလို့အခုထည့်ပေးလိုက်တယ်အခုပြောလိုက်တယ်ဒီစကားတွေအကုန်လုံး live ပြောတဲ့အချိန်မှာအကုန်နားလေတယ် live လဲပြီးတော့ဟဲ့လုံးနေကြတိုင်းပဲကုန်ပြန်လောက်ကြတာအဲ့လုံးနေကြတိုင်းပြန်လောက်တာရင်ပြန်ကဲဖို့အတွက်နောက်ကနေလိုက်ပြီးဖင်ပြန်မပေးရတယ် or လက်စစ်တန်းနဲ့တင်ကိုတို့ပေးရတယ်အုံနောက် function မလားလို့ဓာတ်တို့ပေးရတယ်ဓာတ်တို့ပေးမယ်တော့ဓာတ်တွေနဲ့အုံနောက်ကိုဓာတ်ကျုံးတစ်ခုနဲ့ဒင်းဆိုတို့လိုက်တော့ဖုံးဆို spark ရိုက်တာ spark ရဲ့မှာစောင်းနောက်ကလွတ်ပြန်ကုန်ပြီးတော့အော်ငါမောက်တိုင်းနဲ့မပေါင်းသိဘူးဆိုပြန်ဝင်လာတာအဲ့တော့ကိုဘာနားလေရမလဲဆိုရင်ကိုနားလေရမယ့်အချက်ကငါ live မှာဘာဖြစ်လို့ငါပြတ်သွားတာလဲငါ live မှာပြတ်သွားတဲ့အထက်မှာခုနလိုမျိုးမြင်အောင်ပြောတဲ့အတိုင်းပြောမယ်ဆိုရင်သေးပေါက်ပြီးရင်ဖင်ကိုတီရှူးနဲ့မတုပ်ထားပဲနဲ့ဆိုပြီးတော့ငါညီနဲ့နန်နေတယ်ဆိုတော့ဖင်တွေကိုမှငါသွားပြီးတော့
လေးစားပြီးတော့ဒေါက်တာဂျူလီယန်တို့ငါမလေးစားနိုင်လို့စဉ်းစားပါဖြစ်လို့လဲတို့ကိုမလေးစားလို့တို့ဘာမှမဖြစ်ဘူးတို့ကိုမလေးစားလို့တို့ချမ်းသာလေးပဲတို့ကိုမလေးစားလို့တို့ထောင်တက်လေးပဲအဲ့ဒါတလောကလုံးသိတဲ့ topic point ကထားပါတော့ဒီမှာပြီးမှာဆိုရင် junction city ဟုတ်တယ်ဟုတ်နာမည်ကြီးဟို supermarket တွေဟုတ်တယ်ဟုတ် junction city ပါ shopping ကဲတာနာမည်ကြီးနေရာပြကဲနာမည်ကြီး shopping center ဘာညာဟုတ်လားကမုံပွင့်တော့ပါနာမည်ကြီးရဲ့နေရာရှိပေါ့ဟေးထားပါတော့ကဲ junction city မှာဂျူလီယန်နဲ့ရှန်ကိုတွေ့တယ်ဟိုဘက်မှာဟိုခဏနေဆောက်ကမာတွေတွေ့တယ်အဲ့ဒီလူကဒေါက်တာဂျူလီယန်တွေ့တဲ့အခါမှာဒေါက်တာဂျူလီယန်နေကောင်းလားဆရာနေကောင်းလားဂျူလီယန်နေကောင်းလားဂျူးနေကောင်းလားဆိုတော့ကိုကလာပြီးမပြောနိုင်မင်းနဲ့အော်သူတွေ့လိုက်တယ်ဂျူလီယန်တွေ့လိုက်တယ်ဟိုဘက်ကလှည့်မျက်ငါတင်သွားပြီးတော့ဟိုဘက်ကသေးစုံတဲ့ဟာတွေကမှသွားပြီးဘလူးပလဲသွားလို့တယ်စားစကားသွားပြောရင်နေကောင်းနေကိုဘာလို့မဝင်တာလဲအချက်ဖေးအချက်မဝင်သွားတာလဲသိလားနေအိမ်မှာအောင်လန်းရှိတယ်နေအမျိုးတွေကနေကို control လုပ်ထားတယ်အဲ့ဒီ control တွေကနေပြီးတော့အောက်လန်းတွေကနေလိုက်တယ်ဝင်နေတာအိမ်ကြီးမှာ demon ရှိတယ်နေနေမှာ demon ရှိလို့လူကောင်းရှိကိုနေလာလို့မရတာအဲ့ဒါပြောခဲ့တယ်နော် Junction City မှာတစ်ဖက်မှာဂျူလီယန်နဲ့ရှယ်ရှိတယ်တစ်ဖက်မှာဖင်သေးဟိုငါးညီနတ်နဲ့စောက်ကမှရှိတယ်ယောက်ျားကဘာလုပ်လဲငါးညီနတ်နဲ့ကောင်မရှိဒါရိုက်တန်သွားတာအဲ့ဒါကိုသိရင်အဲ့ဒီယောက်ျားသိချင်သိမသိချင်နေကျန်တဲ့လူတွေဘာသိရမလဲသူရှိမှ demon ရှိတယ် why demons ကအညီနတ်စိုက်တယ် demons ကတဏှာလောကမရတဏှာ vibration သူတို့အရင်မုန်းတာအရင်ကြောက်တာအဲ့တဏှာ vibration ရရင်သူတို့က object လက်အောင်ခံရတာညီနတ်အောင်စိုက်တာအဲ့ဒါကြောင့် Facebook မှာတအုပ်ကြီးကိုဂျူလိုက် block လုပ်လိုက်ဟာ account တူပြန်ဖွင့်လိုက်နောက်တစ်ခေါက်တအုပ်ကြီးကိုဂျူလိုက်ပြီးအကုန် block လုပ်လိုက်ပြန်ဟာနောက်ထပ် Facebook account တစ်ခုပြန်ဖွင့်ပြန်ဟာတအုပ်ကြီးကိုဂျူလိုက်ပြီး block လုပ်လိုက်ပြန်မြင်ခဲ့တဲ့ဖင်တွေလည်းမမှတ်မိမြင်ခဲ့တဲ့ခွေးလည်းမမှတ်မိမြင်ခဲ့တဲ့နှုတ်လည်းမမှတ်မိဟာဒီတစ်ခုပြီးသွားပြီဆို account ကြီးကို block လုပ်လိုက်တယ်နောက် account အသစ်ပြန်ဖွင့်တယ်နောက်တအုပ်မိမရင်းနဲ့ဂျူတယ်ဟာ block လုပ်ထိုင်တယ်အဲ့ဒါရင်းနဲ့ run နေတဲ့လူတွေမြင်ရင်သူတို့မှာ demon ရှိတယ်သူတို့မှာအောင်လန်းရှိတယ်အောင်လန်းရှိကိုရှိတယ်အဲ့ဒီအောင်လန်းတရုတ်အောင်လန်းလည်းဖြစ်နိုင်တယ်နော်ဗမာအောင်လန်းတစ်ခုတည်းမဟုတ်ဘာနဲ့စစ်တာလဲရေမွေးနဲ့နှလုံးသားထဲမှာမွေးနေသူတို့ကအမွေးနဲ့တန်တန်ရှင်းရှင်းအမွေးနဲ့အရန်မုံတာဒီမန်က light အလင်းကိုရမ်းမုံတာမမှန်ကန်ကန်စကားပြောရလို့အရမ်းမုံတာသူတို့ကဖင်သေးစော်နိုင်ရင်လေအရန်ကြိုက်တာ demons ကအဲ့တော့နောက် point လေးတစ်ခုဆက်ပြောမယ်ခုနဖင်သေးစော်နိုင်တဲ့ကိစ္စကိုပြောခဲ့တဲ့အချိန်မှာဒီ point လေးတစ်ခုကိုဆက်ပြောမယ်ခုနဒီခရီးယန်နေဟလာအမေရိကန်မှာရှိတဲ့ခရီးယန်ဖြစ်ဖြစ်တခြားနိုင်ငံမှာရှိတဲ့ခရီးယန်တွေဖြစ်ဖြစ်ကုန်လုံးတို့ထက်ကျန်းစာပူတတ်တယ်ပဲဒါကဲတော်ကြတယ်တင်လိုက်တဲ့ပုံစံလေးလည်းလျှမ်းဝေဘလောက်တန်လျှမ်းဝေလဲဆိုရူတာဘောသားနဲ့မကဘောသားတည်ပြီးမှနောက်ထပ်ယူခဲ့တဲ့လင်9ယောက်နဲ့မွေးတဲ့ကလေးတွေအကြောင်းမှတို့သိပြီးတော့တရားဟောချက်ကိုပြင်နိုင်တယ်ရွတ်ပြောတာအဲ့လောက်ထိရန်တော်တယ်ဟဲ့လျှမ်းလျှမ်းနေတောက်နေဟုတ်ပါပြီဒါပေမဲ့လူလိန်ဆရာတွေကိုသွားပြီးတော့ပတ်စံပေးထားတာရှိတယ်လေလူလိန်ဆရာတွေကိုအလူငွေသွားပေးထားတာရှိတယ်လေလူလိန်ဆရာတွေရဲ့တရားဟောချက်ကိုနားထောင်ထားတာရှိတယ်လေဂျူလီယန်နဲ့ရှဲတရားဟောချက်ကိုနားထောင်ပြီးတဲ့ခါကျရင်ငါတို့ရဲ့ဆရာတွေအောက်သွားတယ်ဆိုပြီးတော့ထောင်းကနေနဲ့ဖြစ်သွားတဲ့ဟာတွေရှိတယ်လေပြီးတော့လူလိန်ဆရာတွေကိုခရုစိတ်ဒီမှာသွားတွေ့ပြီးတော့ဟာလက်တွေမြောက်ပြီးတော့ရှ िख ိုးထားတာတွေအလူငွေတွေသွားပေးထားတာရှိတယ်အဲ့လိုမျိုးအလူငွေတွေသွားပေးထားတဲ့အတွက်ကြောင့်မလို့တေဝိုင်းတည်းတူးမှတွေ့တဲ့ခါကျရင်ဘာလုပ်မလဲနင်းကိုငါအလူငွေပေးထားပြီးတော့ငါဒီနေရာရောက်တယ်ဟလားဆိုပြီးအမှတတ်မှာတည်းတူးမှနော်ဘာမှမတတ်ဘူးတူးမှတတ်တာနေရောငါအလူငွေပေးထားပြီးတော့အဲ့ဒီခရီးယန်တယောက်ကလူလိန်ဆရာတယောက်ကအလူငွေပေးထားပြီးပြီတည်းတူကိုသူလဲရောက်တယ်အဲ့လူလိန်ဆရာလဲတွေ့လို့ရတာအဲ့ဒီအိမ်မှာတတ်ပြီးအဲ့ဒီမှာနေရောငါအလူငွေပေးထားပြီးငါဒီနေရာအောင်ရောက်လာစောက်ကောင်းရဲဆိုတာပြီးဒီမှာတတ်လိုက်မယ်ပြောလိုက်တယ်နော်စောက်ကောင်းနဲ့ဝင်တာနေတော့လဲခုံးမဲ့ပြောပြနိုင်တယ်မောတော့အဲ့ဒါနေတော့ live ပဲအဲ့လမ်းကိုဟာနဲ့ကိုပဲဘာလို့ကိုပေးထားတာကိုသိတယ်နော်အဲ့ကိုရှင်းရမှာအကယ်၍များမတော်မဆတည်းတူကိုကြာသွားလို့ City of Fire unquenchable fire လို့ခေါ်တယ် unquenchable ဆိုတာမီးမသိဘူးကြောက်စရာမီဒီယာစက်တိုက်ဟောင်းကိုလာနေတာအဲ့ထဲများကြာသွားလို့ကိုဆောက်ဖြစ်ကအခုဒေါက်တာဂျူလီယန်ပြောခဲ့တဲ့အတိုင်း
လူလိန်ဆရာကိုတွေ့ပြီးတဲ့အခါငါတို့အဆောက်လူငွေပေးခဲ့အဲ့ချိန်တိုင်းဘယ်လိုဖြစ်မလဲနင်းကငါအလူငွေပေးခဲ့လို့ဒီနေရာကိုရောက်တာစက်ကောင်စားဆေးဖို့သာပြင်တာရိုင်းဆေးတယ်ပြောရမလားဂျူလီယန်လည်းရှလိုက်ပြမပြောစကားပြောပြင်းထန်နေဆက်ဆက်မပြောနဲ့အဲ့ဒီပြင်းထန်နေလို့ပြောတဲ့ဂျူလီယန်နဲ့ရှာရဲ့နောက်မှာရက်တယ်အကုန်လုံးအဲ့ပြင်းထန်တယ်လို့ပြောပြီးခါကြိုက်နောက်တဲ့ blessing ကြီးကအကြီးကြီးလာတာနင်တို့ကလောကကြီးမှာတိတ်ပြီးလူရင်ကျေးတွေလုပ်ပြီးတော့မှဒီရတူးမှနင်တို့ကဆဲရမျိုးရှင်းပြောရင်တို့လည်းဆဲတာပဲငါလည်းဆဲတာပဲသူကဘာဖြစ်သွားတာလဲပြောကိုတိတ်ပြီးတော့မြမျက်တန့်ရှင်းစုံတင်နေပြီးတော့ဖြူစင်နေရဆိုချမ်းသာရရန်တက်တယ်ဆိုဆရာကြီးနဲ့တပုတ်နေရိုက်ထားတယ်ဆိုတရားကြီးလည်းဟောထားလည်းလမ်းပြန်နေပြီးတော့ဒီရတူးကြရမှဆေးရတယ်ဆိုရင်ဆောက်ဖြစ်စီကိုရောက်တာအောက်လားခုနယောက်ျားလိုမျိုးပဲလေဂျန်ဆန်စတီမှာဒီဘက်မှာဂျူလီယန်နဲ့ဆက်ရှိတယ်ဟိုမှာသေးနန်းနဲ့ဆောက်ကောင်မရှိသေးနန်းနဲ့ကောင်မရှိကိုသွားရဲဆိုတာဘလောက်အောင်လဲစင်တန်ဘလောက်နေလဲဟောလို့ပြောမှစင်တန်နေနေဆိုရင်ဆောက်စကားဝင်လာတာကောင်းတယ်မေးနောက်တယ်class ပဲလေ class center နေတယ်ပေးစောနဲ့ကောင်မတွေနဲ့တွားပြီးတော့စကားပြောပြီးတော့နှုတ်လုံးသားမှာရေမွေးဆွတ်ထားရဲဆိုပြီးတန်ပြန်အောက်ကမှာရေမွေးဆွတ်ပြီးဝစ်ပြီးတော့မှရုံသွားရဲဆိုရဲဟာမျိုးမှာစကားပြောနိုင်တာဘာဖြစ်လို့လဲမကတ်နိုင်ဘူးလေနာဘာလို့မကတ်နိုင်တာလဲထဲမှာ demon ရှိလို့ demon စားပါလေတရုတ်အောက်လန်းမြန်ပြောတာအောက်လန်းတရုတ်တီပြူစားတာတွေဘာလို့ demon ကိုတည်းဝင်တာလဲ control and manipulation ရန်ကြိုက်တာကိုယ့်ရဲ့မိဘနှစ်ပါး control and manipulation လုပ်ရင်သားသမီးကလည်း control and manipulation ပဲကူးတာပဲလေအဲ့တိုင်းလည်းလုပ်တာပဲငါပြောတဲ့အတိုင်းလုပ်ရင်မလုပ်ရင်မရအောင်ဆိုတာအဲ့လိုလှုပ်လှမ်းမှနေလို့ရတာဆောင်းယူမယောဂအဲ့ဒါကြီးကြောင့် demon ဆရာဝင်တာအဲ့တော့ demon ဆရာဝင်တော့ဘာဖြစ်လဲဒီရတူးမှဆဲမှာဒီတော့ကလူဖြစ်နေချိန်မှာမဆဲဘူးတော့ဒီရတူးမှဆဲတာအဲ့တော့လာပြီးတော့ဂျူလီနဲ့ရှောစကားပြောတော့ပြင်းထန်နေဆိုရင်နောက်တစ်ခေါက်ကြာရင်ပြန်ပြောစရာစကားရှိတယ်ဟာထားပါတော့မှာဖြိုးဦးကိုဒါမှမဟုတ် HPV ဒါမှမဟုတ်ဟလာဟိုဟာရှင်မင်းသားနင်းဆရာရန်တော့တော်ပါတယ်ပြောတာအကုန်လုံးကဒါစကားပြောအရင်ပြင်းထန်နေပေါ့အိုက်တယ်လို့ပြင်လိုက်တာ attention ခိုးလိုက်တာပေါ့အဲ့စင်တိုင်းဂျူလီယန်တို့အခုပြောစရာစကားတစ်ခုမှရှိတယ်ငါတို့လောကကြီးမှာနေတဲ့အခါမှာပြင်းထန်လာမင်းနဲ့ဒါပေမဲ့နင်တို့ကတည်းကတူမှဆဲမဲ့ဥတည်လေးလို့ပြောမှာနော်ဘာသာနင်တို့ကလူလင်းဆရာတွေကိုပတ်စံပေးထားရဲဆို record ရှိတယ်အားလုံးမှမရှိဘူးတို့မှမရှိဘူးနော်ဘယ်လိုဆဲမှာလဲသိလားအဲ့ဒီရတူးရဲ့ရောက်သွားတဲ့ခါကျရင်နင်းကငါအလူငွေပေးမိလို့ဒီနေရာကိုရောက်တာစောက်ကောင်ရှင်းစမ်းဆိုပြီးတော့အဲ့မှာအဲ့ဆရာကိုဆဲတာရှင်းခိုင်းတာဆဲတာမြညာချင်းရှင်းခိုင်းတာနင်းကငါအလူငွေပေးခဲ့လို့ငါဒီနေရာကိုရောက်တယ်စောက်ကောင်ရှင်းဆိုပြီးအဲ့မှာလောက်တာလာမှာလေအခုကအရန်နေလောက်ကောင်းတယ်ဟုတ်တယ်နေလို့ကောင်းတဲ့အချိန်မှာကိုရောက်မယ်ဆိုတာလေဒီဘက်ကပြောပြထားတယ်အဲ့ချိန်မှာဂျူလီယန်ဟုတ်ပါတယ်သူစကားဟိုဘာလို့တရားဟောရအရန်ကောင်းမှလမ်းပြန်ထွက်လာပဲပေါ့စကားပြောတယ်ဒါပြင်းထန်နေပေါ့အိုက်တယ် tension ခိုးလိုက်တာအဲ့မှာစစင်း tension သူကရမ်းဖြစ်စင်နေပေါ့နှုတ်ကပတ်တော်နဲ့နေတာယဉ်ကျေးမှုတွေနဲ့ဘုရားသခင်နိုင်ငံယဉ်ကျေးတဲ့နိုင်ငံမိုက်ကယ်မြင်ဘူးလားပြင်မှာဟမ်ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတော့သိလား spiritual warfare တိုက်နေတာတွေဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုပြီးမိုက်ကယ်ဆိုရမ်းဖြစ်စင်နေပေါ့ချစ်စရာလေးရွှေရောင်နဲ့တက်လက်နဲ့ဟာတခါရွှေဓာကြီးနဲ့ရွှေသမင်နဲ့ရွှေပြပိုက်တွေရွှေမျက်လုံးတွေရွှေမျက်ခုံးမွေးတွေရွှေနှာခမ်းမွေးတွေပြောဆိုဘုရားသခင်တော်တော်ခေါင်စိတ်ကူးရင်နေတာလားပြင်းထန်လာမင်းနဲ့မျက်နှာတွေအကုန်လုံးอ่ะအာစိတ်ကူးရင်မိုက်ကယ်ချစ်စရာလေးနော်မိုက်ကရွှေနှာခေါင်းလေးနဲ့ရွှေမျက်တောင်လေးနဲ့ရွှေမျက်ခုံးမွေးနဲ့ရွှေပရပိုက်နဲ့ရွှေတန်လျက်နဲ့ရွှေကြောက်စရာကြီးပြပါမြည်ကြောက်စရာကြီးတကယ်ဟာကြီးစတိုက်တဲ့ဟာကြီး spiritual warfare တွေကြောက်စရာလေးမဟုတ်ဘူးအဲ့တော့ point ပါလေဒီလားဆောင်းရရှင်းလေးလောကကြီးမှာနေနေတဲ့ခါမှာပါတယ်ဂျူလီနဲ့ရှော့တရားပြောတဲ့တရားဟောတာအရင်ကောင်းမှဒါပြင်းထန်နေပေါ့ဆိုတဲ့ခါကြရင်ဒီဘက်ကလည်းပြောစရာရှိတယ်ငါတို့ကလောကကြီးမှာနေတဲ့ခါမှာပြင်းထန်ပြောတာနင်တို့ကသေးတဲ့ခါကျရင်အမှဆဲကြမှာအဲ့ဆဲမှာအကြီးကြီးကိုဆဲတာငါနင့်ကိုလင်းစရာတွေ့တဲ့ခါကျဘာဖြစ်မလဲငါနင့်ကိုလူငွေပေးခဲ့လို့ငါဒီနေရာရောက်တာလေစောက်ကောင်ဒီမှာတောင်းဝင်ရှိရရှင်းပေးစမ်းစာလောက်တိုင်းမှာဆဲတာကုတ်ဆွဲတာဆဲတယ်ကုတ်ဆွဲတယ်အော်ဆဲတယ်Oh, sere, go suere. See? What?
ကျန်းစာတွေမတင်နဲ့လို့တော့မပြောဘူးတရားဟောစက်တွေမတင်နဲ့လို့တော့မပြောဘူးအရင်ကောင်းနေတော့ကြည့်လိုက်ကျန်းစာတွေအများကြီးပဲတော့ကြည့်လိုက်တရားဟောစက်တွေလည်းအများကြီးပဲဒါပေမဲ့လမ်းနှစ်သွယ်တည်းမဟုတ်ဘူးလက်ခံလားလို့မေးလိုက်တဲ့ခါကျတော့ဘာဖြစ်လို့စောက်ယူမှယုတ်ကြည်ဖြစ်သွားတာလဲတဲ့ခေါက်ကဘာလို့ overthinking ဖြစ်သွားတာလဲဘာလို့စောက်စီနှလုံးကဇီးကွက်လောက်ပြူးထွက်သွားတာလဲဟမ်အဲ့ဒါကြီးပြရင်ဒီဘက်ကဘာမြင်လဲသိလား Junction City ဒီဘက်မှာဂျူလီယန်ဟိုဘက်မှာဖင်သေးစော်နည်းနည်းဆောက်ကမှဖင်သေးစော်နည်းနည်းစီကိုတန်းသွားတာအဖုတ်မှာသေးဆိုနေပြီးနန်းဆိုနေပြီးငားညီနန်းနန်းနေဆိုတဲ့ဟာရဲ့ပေါင်တစ်ချောင်းဖြဲပြီးခေါင်းသွားပြီးစပင်းနဲ့တုပ်ပေးတာအဲ့တော့နေတင်ထားတဲ့စမ်းစာတွေကဘယ်နေရာမှာစောက်တံမှုရှိလဲဒီမှာလောကီမှာမုံလာအောင်လုပ်လို့မရဘူး be authentic နောက် point တစ်ခုမေးမယ်အဲ့ဒီမူလာရန်ဆရာမူလာရန်မလို့ပေါ့ထားရဗမာပြည်နဲ့ပြောမယ်ဆိုတာဗမာပြည်နဲ့မြန်ပြဗမာပြည်နဲ့ပြောမယ်ဆိုမူလာရန်ဆိုတော့ဟိုဘယ်လိုပြောမလဲဟိုဟာဟိုပြောမယ်ကြောက်တင်ပုံလေးနဲ့ပေါ့နော်ကာကြီးခါကွေးတို့ဘာတို့ရေးစားတာပေါ့ဟိုကန်ထဲမှာရေးပြနေပြီးသရရှိပါသည်ကြာပမြလည်းခုကြမိဘာညာညာပေါ့တို့ဖေဖေတို့မေမေပေါ့ဟုတ်ပါပြီဒါပေမဲ့အဲ့မူလာရန်ဆရာတင်တာအကြီးကြီးနော်အဲ့တင်တဲ့ထဲမှာဘာပါလဲဆိုရင်ခုနလမ်းနဲ့တွေ့ပြောလိုက်နော်တစ်စင်အိမ်မူလာတဲ့ဆရာတင်လိုက်ကောဘာလို့တင်လိုက်လဲဆိုရင်အခုအပြင်မှာ real life မှာအဲ့ဒီမူလာတဲ့ဆရာဖြစ်တဲ့ Holy Spirit first teacher your first teacher ဖြစ်တဲ့ Holy Spirit ကိုနင်တို့မသိဘဲနဲ့ဘယ်လိုလုပ်9တန်းကနေ10တန်းအလဲတန်းအောင်လုပ်သွားလို့ရလဲမရအောင်ဘယ်လိုမှမရအောင် Holy Spirit နဲ့ရင်မတင်မဲနဲ့တကယ်ရှိသွားလို့မရအောင်တွားရင်အဲ့ဒါမကြိမ်ဘူးမကြိမ်ဟောပြန်ပို့မှာကိုမကြိမ်ဘာဖြစ်မလဲဆရာအောက်ကိုပြန်ပို့မှာသူလုံးဝ break ခါမှာမဟုတ်အဲ့မှာအချက်တွေကွဲလိမ့်မယ်တကယ်ရှုနဲ့ဟလာဟိုဒီ၄တန်းကနေ၈တန်းပြီးသွားရင် God the Father နဲ့9တန်း10တန်းအထက်ထက်အောင်သွားတာအဲ့ဒါကိုသိထားတဲ့အချိန်မှာကိုယ်ကောင်းထဲမှာဘာသိရမလဲဆိုရင်ငါယေရှုပြီးអော်ပြီးတော့ငါ Holy Spirit ကိုငါမူလာတန်းမှာငါတကယ်မသိခဲ့ဘူးငါရဲ့ဆရာကမူလာတန်းဆရာ Holy Spirit မဟုတ်ခဲ့ဘူးဆိုရင်မင်းတို့ငယ်တော့အကြောင်းတက်ခင်တော့မူလာတဲ့တန်း3တန်း4တန်းဆရာမတွေရဲ့ကျေးဇူးမှတ်မိရဟုတ်မျက်နှာကြီးလည်းမှတ်မိရကျေးဇူးလည်းမှတ်မိရဟုတ်အဲ့ဒါမင်းတို့ရှိခဲ့တယ်လို့မျိုး Holy Spirit နဲ့မင်းတို့မှမရှိဘူးလေအဲ့ဒါကို point ထောက်ပြသွားတာ तू ကအဲ့လိုလုပ်ထားတာလေအဲ့တော့ main point အခုအဲ့ဒီမူလာတဲ့ဆရာဘာပြောလဲဆိုတော့အစတွေကပြောရတယ်ဒေါက်တာဂျူလီပထမဆုံးစဉ်ပြောရတယ်နှုတ်ကနေ salvation prayer တကယ်ရှိကိုကတိမရှင်ဖြစ်ယုံကြည်ပါတယ်လို့စကားပြောလိုက်တဲ့အခါမှာခန္ဓာကိုယ်ထဲမှာရှိတဲ့ spirit က100% ပြောင်းသွားတာ soul ကမပြောင်း soul က percentage လေးပဲပြောင်းတာ maybe 10% or 8% or 3% or 20% or 4% doesn't matter နည်းနည်းလေးပဲသူပြောင်းတာ soul ဟာ progressively ပြောင်းတာ soul မြင်မြခြင်းအတိတ်တည်း soul မြင်မြခြင်း south thinking salvation prayer ကိုဆိုလိုက်တဲ့အခါမှာခန္ဓာရောစိတ်ကောဝိညာဉ်ရောကယ်တင်ခြင်းရတယ်လို့အလိန်သင်ခံထားရတယ် brain wash အမှားကြီးသင်ခံထားရတယ် salvation prayer ကိုဆိုလိုက်တဲ့အခါမှာ spirit ပဲ100% ရတာ soul thinking နဲ့ body 100% မရသေးဘူး soul လည်း100% မရသေးဘူး body လည်း100% မရသေးဘူးအဲ့ချိန်မှာမာသာသနာဆရာမဟုတ်ဘူးကျမ်းစာထဲမှာယေရှုယုံကြည်တဲ့ခန္ဓာလည်းကဲ့တင်နေခရစ်တော်ရဲ့အသွေးခရစ်နဲ့တော်တဲ့ကြားမှာကြောက်ချားသွားတဲ့လေသာနဲ့မပြောနဲ့ခရစ်တော်ရဲ့အသွေးကခန္ဓာကိုလည်းကဲ့တင်နေဝိညာဉ်ကိုလည်းကဲ့တင်နေစိတ်ကိုလည်းကဲ့တင်နေဟဲ့နေစောက်ခန္ဓာကိုမကယ်သေးဘူးလေနေ transform body ကနှစ်ထောင်မှရမှာလေနေစောက်ခန္ဓာကိုကယ်တင်စေမပေးသေးလို့နေစောက်ခန္ဓာကိုမှာကင်ဆာဖြစ်တာလေအာအဲ့ဒါမှမင်းဘာလို့လက်မခံတာလဲအဲ့တော့ယေရှုကလည်းမြင်လိုက်လားကြောသလိုဘာဟုတ်တယ်ခက်ကြောကြောပဲအဲ့လိုရေကဲဝါလို့ရေကဲဝါတာနာလိုက်တာနာလေးမှာထိတဲ့နာကြလားပြောအောက်ကနေဖင်းအောက်မှာဓာတ်ထောက်ပြီးမဲ့ကမှစောက်မိနာယေရှုတော်ဟာတွေပါနာဝါတာစစ်စင်ခုမှသိသွားတာလေအစတွေကမကိုးကြွယ်ခြင်းအစောကြီးရှိသေးတယ်ပြောင်းလို့ရတယ်ကြိုက်တဲ့ဟာပြောင်းလိုက်အဲ့တော့ခုနပြောသလိုဘာမဟုတ်ဘူး
ဂျူလီနဲ့ရှော့လမ်းလွဲနေတာခန္ဓာကိုလည်းကဲတယ်ဝိညာဉ်ကိုလည်းကဲတယ်စိတ်ကိုလည်းကဲခရစ်တော်ရဲ့အသွေးဟာဒီမှာကျူးနေလားမလုပ်နဲ့ကျုံးကြိုက်စိန်လားမလုပ်နဲ့โอเคနင်းခန္ဓာကိုယ်ကဲနေကန်ဆာဖြစ်เสียဆောင်တာမရှိဘူးဟုတ်တယ်နော်အခုမပါရလဲအဲ့လိုပါလေဖောက်နေရလဲတမလေးညင်ပါခန္ဓာကိုယ်ကဲတဲ့ transform body ဟာနှစ်တစ်ထောင်မှရမှာဟုတ်လားမဟုတ်လားဖြေရပြီလားအဲ့တော့ယေရှုလုပ်ထားတဲ့ဟာနဲ့မာသာသနာတွေကအဲ့လောက်ကြီးတက်ကြီးလွဲနေတဲ့ဟာကြီးကိုလွဲနေတာတော့သိလိုက်တယ်ကြားလဲကြားတယ်ဒါပေမဲ့ live လဲပြီးရောဟဲ့မရခဏစိတ်ဝိညာဉ်သုံးခုလုံးကဲတယ်ဆိုခါလိုက်ကောဒီအတူနောက်ကပတ်တော့အစ်ကိုကြားပြီးတော့မှ like ပြီးတော့နားမထောင်မနေမရိုင်းရင်ဂျေစုကရင်ရှေ့ဖြစ်ဟန်ဒီနောက်ဖြစ်ဟန်တဲ့ဆိုရဲဆိုရဟာတယ်ရစလိုက်တာကိုရောဖင်ကောင်းကျလိုက်တာ spirit ကိုပဲကဲသွားတယ်ခဏမကဲဘူးဆိုတော့ကိုရောကြီးလိုက်လားတဲကကြီးတယ်ပဲအဲ့ဒါငါရဲ့ salvation plan မျိုးကပြောပလိုက်ကောနာဝါရာဒီထက်ပိုပြီးရေးကြည့်တဲ့အခါက body ကိုမကဲစေဂျားထဲမှာရှိတဲ့ soul ဆိုတာကိုယ့်ရဲ့ thinking personality အဲ့ဒီ thinking ကို progressively ကဲနေတော့မယ်ဆိုတဲ့အချိန်မှာအခုဆက်ထွင်လိုက်ပြီဆက်လို့ပြောတာ maybe ဒီ MRI ရိုက်တဲ့ဆက်ထဲကိုဝင်တာမျိုးဖြစ်နိုင်တယ် or ဒီလိုအရှည်လိုက်တဲ့ကိုမတက်ရက်ပြီးဝင်သွားတာမျိုးလည်းဖြစ်နိုင်တယ် or we don't know what is that အဲ့ဒီဆက်ထဲကိုဝင်လာရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ soul အသိတတိ consciousness ကိုဆွဲထုတ်လိုက်ပြီးတော့သင်နေတဲ့လူတယောက် or အယုတ်ထဲ or နောက်ထပ်လူတယောက်ထဲကိုထည့်လို့ရတဲ့ level ကိုလုပ်နေကြတယ်စာရီကပြောထားတယ်စောက်ကောင်းနေပါပို့ဝင်တာလေ Antichrist AI တာရဲ့မိစ္ဆာ prophet အကောင်လုံးက Holy Spirit ကိုထိုက်တာမူလာရန်ဆရာကိုထိုက်တာအော်ဟိုဟာတွေကခုနရွတ်သွားတဲ့ဟာရငါးခု6ခုလောက်ရှိတယ်ပေါင်းပြီးတော့တိုက်နေတဲ့အချိန်မှာကို Holy Spirit ကိုလေဆရာအနေနဲ့တော့လက်မခံနိုင်ဖြစ်နေအမအဲ့လိုလူအကော Jehovah Witness ဆိုတာလေဘယ်လိုပြော Jehovah for example Jehovah Witness အိမ်ဝင်လာလဲကြတယ်God bless you we love each other တယောက်နဲ့တယောက်ဖက်ကြတယ်နှုတ်ဆက်ကြတယ် Lucifer နဲ့ Jesus Christ ကညီကိုတွေနော်ငါတို့ဒီဟာကိုအားလုံးထက်အပေါ်မှာကြိုပြီးတော့သိထားတယ် Jesus Christ မှာညီကိုမရှိဘူးရှိလို့မရဘူး Lucifer created being Jesus Christ က creator ဘယ်လိုမှညီကိုလို့မရလုံးချင်အောင်လို့မရ Holy Spirit နဲ့ Jesus Christ တောင်ညီကိုလို့မရ God the Father နဲ့ Jesus Christ တောင်ညီကိုလို့မရ Holy Spirit နဲ့ God the Father နဲ့လည်းညီကိုလို့မရငါမရညီကိုဆိုညီကိုပဲเนาะLucifer နဲ့ Holy Spirit ကညီကိုဆိုတာမတို့ Jehovah Witness ကသိထားတယ်တခြားလူတွေကမသိဆိုမရမြင်နေတာစိတ်ယောဂတက်သွားတယ်မာတယ်အဲ့ဒီစိတ်ယောဂတွေနဲ့ကိုပြင်မပြင်နိုင်ကိုကနေထိလိမ့်မယ်ဘာလို့ Jesus Christ နဲ့ Lucifer နဲ့ကညီကိုမဟုတ်ဘူးအကုန်လုံးတူနေရတယ်ရှိတယ်ညီကိုမဟုတ်ဘူးသူ့ကိုဖန်ဆင်းတာ the highest of being of the ဖန်ဆင်းတာလို့တူနေရတယ်ပဲရှိတယ်ညီကိုမဟုတ်ဘူး Lucifer တဲ့ကြီးတာရှိတယ်Jesus Christ နဲ့ Lucifer နဲ့ဂျားထဲမှာအကြီးကြီးတွေရှိသေးတယ်ရုပ်ရှင်မရဘူး Lucifer နဲ့ Jesus ရဲ့အုံနောက်ဘယ်လိုမှမရဘူးเนาะ Jesus နဲ့ Lucifer နဲ့ညီကိုပဲရတယ် Jesus နဲ့ Lucifer ရဲ့ဂျားထဲမှာ Lucifer တဲ့ကြီးဟာကြီးရှိတယ်အကုန် fallen နေဖြစ်တာကိုရောရက်ဆက်လိုက်တာဘာလို့မပြောရလဲဂျူလီယန်ဘာလို့ပြောခန့်နေဖြစ်သွားတာပြန်အဲ့တော့ကိုစောက်ကောင်းနေမှာငါသိတာပဲမှတ်နေဆိုပြီးတော့တယူတန်တစွတ်ထိုးတစောက်ကန်းနဲ့သွားရင်တရတူးနော်သူဘယ်လိုမှကြိလို့မရဘူးယူ Jesus Christ နဲ့ Lucifer နဲ့ကြားမှာ Lucifer တဲ့ကြီးတဲ့ powerful အရန်ဖြစ်တဲ့ being ရှိတယ်ရက်ဆက်လိုက်တာကိုရောရေမယူရှင်ရိုက်ကော salvation မှာလည်း soul ကို percentage ပဲကေသွားသေးတယ် body ကို transform body မပေးမချင်းမရသေးဘူးကိုရောရေဖင်ကောင်းကျင်လိုက်တာခမတိကောင်တာလေမာအဲ့ဒါကိုဂျူလီယန်နဲ့ရှယ်ပြောပြတာနားထောင်ပြီးတဲ့အခါကျဒေါက်တာဂျူလီယန်နဲ့ရှယ် Holy Spirit က prompting နေပေးတယ်သူ့ကိုအလူငွေပေးလိုက်သူ့ ministry ကထမင်းကျွေးနေဆိုမပေးနေကြမှာမဟုတ်ဘူးတို့နဲ့ပါမစားကိုနဲ့ဖျားနေရှင်းရတာ Holy Spirit ကအဲ့မှာ record တွေလာတယ် prompting နေပေး
ဒီကဘာလုပ်တာလဲဂျူလီယန်နဲ့ချက်ပြောရ live တဲ့ဟာအကုန်ဖောက်စားရတယ်လေပြီးသူ ministry တက်ကိုလူငွေပေးအလူငွေဒေါက်တာဂျူလီယန်ဘယ်လိုအလူငွေပေးလို့ရလဲတို့ရှိ messenger နဲ့ဆက်သွယ်အော်ကျော်စိုးအောင်ဆက်သွယ်ပြီးပေးလိုက်လို့ရတယ်ဒင်းနေပြီးသားစစ်တာတို့ရှိကိုဆက်သွယ်အမေရိကန်မှာအင်္ဂလန်လာပေးလို့ရတယ်ကျော်စိုးအောင်ရှိဆက်သွယ်ပေးလို့ရတယ်ဒါတွေဘာလို့ပေးလို့ရတယ်လို့ပြောတာလေထမင်းဆွေးတဲ့နေရာတွေမှာသုံးတဲ့ဟာတွေမှာမလို့ပြောတာတခြားနေရာမှာဘာမှမသုံးသိအောင်ပြပြတာဒါပေမဲ့ယူရိုဖျားသခင်ကအဲ့ဒီ prompting ပေးတယ်ဆိုတာဘာလို့ပေးတာလဲဒီလားမူလန်ဆရာယူရိုတာတင်နေတာမူလာရန်ဆရာတင်းတဲ့အထက်မှာအလူငွေပေးခိုင်းတာပါတယ်အဲ့ဒါလေးကြက်ထားမူလာရန်ဆရာ Holy Spirit တင်းတဲ့အထက်မှာအလူငွေပေးခိုင်းတာပါတယ်ကျမတို့ဘယ်တော့မှအလူငွေပေးခိုင်းရမယ်အလူငွေပေးခိုင်းနေဆိုတဲ့ဟာကျမတို့ life မှာဘယ်တော့မှမသိခဲ့ဘူးအေးပေါ်ဘာလို့မသိရလဲ answer ဘာလို့မသိရလဲအလူငွေပေးရဆိုတာ Holy Spirit မှာလုံးမသိတာပြတ်ကောအဲ့တော့အခုဆက်ကြီးတွေလောက်ထားရလို့ကြားတယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့ consciousness which is အတိတ်တိကိုထုတ်ပြီးတော့ soul ဆွဲထုတ်လိုက်တာထုတ်ပြီးတော့တခြားတွေကိုထည့်တာလူတယောက်တည်သွားတဲ့အခါကျရင်အမျိုးစုံရှိတယ်အချို့က tunnel လေးကနေဖြတ်သွားတယ်ဆိုတဲ့ဟာအဲ့ဒါအချို့အတွက်ကောင်းတယ်အချို့အတွက်ကမကောင်းအချို့က tunnel လေးဖြတ်သွားတဲ့အခါကျရင်မဝင်နဲ့ဆိုတဲ့အတန်နေနဲ့သူတို့တားတာတွေရှိတယ် prompting တွေနဲ့တားတာတွေရှိတယ်ဘာဖြစ်လို့အဲ့ tunnel လေးဖြတ်တယ်ဆိုတာ reincarnation ပြန်ဖြစ်တာလူတိုင်းမဟုတ်ဘူးအချို့အတွက်ကတန်တာလေးအလင်းနဲ့ကိုဖြတ်သွားပြီးဟိုဘက်ကိုရောက်သွားရေးအလင်းဆိုရင်ဟာတခေရှုရဲမဟုတ်ဘူးလူလောကရဲ့ပြန်ရောက်တာဆင်းရဲတဲ့မိသားစုတွေကိုလောကကြီးမှာလုတ်ခဲ့ရတဲ့အတွက်ပြန်ခံဖို့အတွက်ဝိကျွေးဆက်ဖို့အတွက်သွားရတာအဲ့ဒီတန်တော်လေးဝင်သွားတယ်ဆိုရင်ဟာတခါကြာရင်တန်တော်ဟိုဘက်ရောက်သွားဘာမှမတွေ့တော့ဘူးဆိုပျောက်သွားတယ်မေ့သွားတယ်ဘာမှမသိတော့ဘူးဆိုယေရှုကိုတွေးလိုက်လို့မဟုတ်ဘူး God ကိုတွေးလို့မဟုတ်ဘူးလူပြန်ဖြစ်တာဆင်းရဲတဲ့နေရာမှာလူပြန်ဖြစ်တာဒါကိုပြန်ပေးဆက်ဖို့အတွက်အဲ့တော့အလင်းတွေ့တိုင်းမခါနဲ့အဲ့စကားလည်းရှိတယ်အဲကြောင့်သွားတဲ့လမ်းတွေအများကြီးပဲဆိုမြင်မိလားအခုပြောတာအဲ့တော့ယောက်ျားရဲ့မိန်းမယောက်ျားနဲ့မိန်းမနဲ့ sex လုပ်တဲ့ခါကျရင်ယောက်ျားရဲ့တုပ်ရည်တွေက sperm တစ်ကောင်ကနေကိုခါရီကူးပါပြီးတော့မမျိုး uterus ကနေကူးသွားပြီးတဲ့ခါကျရင်မမျိုးတွေကိုဒီကောင်တစ်ကောင်ဝင်သွားတယ်ဟုတ်ဖောက်ထွက်ပြီးဝင်သွားတယ်ဟုတ်အထဲလေးဝင်လဲသွားအဲ့ဒီမမျိုးတွေကိုဖောက်ဝင်သွားတဲ့အကောင်ကအထဲလေးရောက်ကော tring ဆိုပြီးလင်းသွားတာအဲ့ဒီလင်းတဲ့အချိန်ကခုနတန်တော်လေးဟိုဘက်အဆုံးရောက်တဲ့အချိန် meaning တွေပြန်ဝင်စားတာဟုတ်တယ်မှာဘာလို့ပြန်ဝင်စားရလဲပြန်ပေးစားဖို့အတွက်တန်တော်လေးကိုရောက်သွားတာရင်ယေရှုကိုတွေ့တာမဟုတ်ဘူးတန်တော်လေးကသွားလင်းသွားတန်တော်ကြီးအကြီးပဲလင်းထိန်သွားတာဟုတ်တယ်ဒါပေမဲ့ဟိုဘက်ကိုသွားလိုက်တဲ့ခါမှာလေမေ့သွားတယ်ဘာမှမသိတော့ဘူးဆိုပြီးပြတာဇလန်ဟိုဘက်ကိုလည်းရောက်လို့ရလင်းထိန်သွားပြီးဘာမှလည်းမရှိဘူးဟာအလင်းနဲ့ရောက်တော့ဟုံးထုံမေ့သွားမှာပြီးအဲ့အချိန်ကပါလေအောက်ကယောက်ျားကိုကြီးကတုတ်ရည်ကဟိုမိန်းမဟိုအဖောက်ထဲကိုဝင်ပြီးတော့အဲ့ sperm ကဟို uterus ထဲကိုဝင်သွားပြီးတော့မမျိုးဥတွေကိုဖောက်ဆိုပြီးဖောက်ဝင်သွားတဲ့အချိန်မှာအဲ့တအိမ်ထဲမှာလင်းကနေနဲ့ဖြစ်သွားတာ electricity spark ရိုက်တဲ့အိမ်ထဲမှာလင်းကိုလင်းနေအဲ့ဒီအိမ်ထဲမှာလင်းတဲ့အချိန်ကအပေါ်မှာတန်တော်ထဲမှာဖြတ်ခနေနဲ့လင်းပြီးတော့တယောက်ကအစင်းနေတဲ့အချိန်ပဲအဲ့တန်တော်ဟိုဘက်ကိုရောက်သွားတဲ့အတိုင်းယေရှုခရစ်တော်ကိုတွေ့တာမဟုတ်ဘူးတန်တော်ဟိုဘက်ကိုရောက်သွားမှဖုံးဆိုပြီးမိဘဘာမှမသိတော့ဆိုအဲ့ဒါဝင်မြောက်ကိုဘာလို့ပြန်ဝင်ရတာလဲအဲ့ကြောက်စရာအကောင်းဆုံးပဲအဲ့ဒါကြောင့် ancestor ရဲ့အဲ့ချိန်မှာလာတယ်ကိုယ့်ရဲ့ ancestor တွေကောင်းတဲ့ angel တွေကလာတဲ့ခါကျတန်တော်လည်းမဝင်နဲ့မှာပြောတဲ့ဟာတွေလည်းရှိတယ်အချို့မှာတန်တော်အဲ့ကကောင်းတာမဟုတ်ဘူးအလင်းကိုတွေ့တိုင်းကောင်းတာမဟုတ်ဒါပေမဲ့တန်တော်အချို့ကတော့ဟုတ်တယ်ဒီတန်တော်ဖြတ်သွားပြီးခါမှာဟိုဘက်မှာတကယ်ရှုတွေ့ it's fine ဒီတန်တော်ဖြတ်သွားတဲ့ခါကျဟိုမှာဝုန်းဆိုပြီးတိမ်နေနဲ့ထွက်လာပြီးတော့ဒီ heaven gate အကြီးကြီးကိုတွေ့တယ် angel တွေကလည်းရက်နေအသက်ဆက်ဆောင်ဖွင့်ပြီးဆိုရင်တော့အဲ့ဒါကောင်းတယ်ဒါပေမဲ့ဖွင့်တဲ့ခါမှာအဲ့သက်ဆောင်ဖွင့်လိုက်နင်းနာမည်စာမတွေ့ဆိုသိအောင်ပါအဲ့ reality of the fact အဲ့ဒါကြီးမသိဘဲနဲ့အဲ့ဒါကြီးဟုတ်ရဲ့လားဆိုတော့တန်တရားဖြစ်နေတာအချို့ကသိတာမသိဘူးဂျူလီယန်ပြောလိုက်မှသိတာဒါမှကျန်းစာရ share တင်ထားတာ Facebook မှာအဲ့ဒါဘယ်လိုလုပ်ပေးရမလဲ point ခုနပြောတဲ့တန်တော်ရဲ့အဆုံးရောက်သွားတဲ့ခါမှာထိန်းကနေနဲ့လင်းသွားတယ်ဆိုတဲ့ခါပြောတဲ့အခါမှာတကယ်ရှုမျက်နှာကိုမတွေ့ရဘူး or တိမ်နေတဲ့ heaven gate တခါဝါယူမတွေ့ရဘူး or angel စီလာခေါ်တာမရှိရင်အဲ့အဆုံးမှာလင်းထိုင်သွားဘာမှမြင်တော့မျက်လုံးကလည်းဘာမှမြင်တော့ဝုန်းဆိုမေးသွားအဲ့မေးသွားတဲ့ meaning အောက်ကတုတ်ရည်တွေက sperm တကောင်ကဟိုမိမရဲ့ uterus ကနေဖောက်ပြီးတော့ဟိုမမျိုးအလုံးလေးကိုဝင်သွားတဲ့အချိန်အဲ့ sperm ကမမျိုးတွေကိုဝင်တဲ့အချိန်မှာတအိမ်ထဲမှာဖုံးဆိုပြီးလင်းသွားတာအဲ့လင်းတဲ့အချိန်ကတန်တော်လေးဟိုတယောက်ကဟိုဘက်ကရောက်တဲ့အချိန်ပဲတူတူပဲတာဝင်လာ reincarnation ခရိယာလည်းဖြစ်တယ်ဗုဒ္ဓဘာသာလည်းဖြစ်တယ်အများကြီးကုန်ဖြစ်တာ
ဘာဖြစ်လို့လဲတကယ်ယေရှုမှမတွေ့တာခရစ်ယာန်ဆရာခရစ်ယာန် reincarnation ပြန်ဝင်စားတာလူပြန်ဝင်စားတာမရှိဘူးခဏလေးပြောစရာရှိတယ်တန်တော်ဟိုမှာယေရှုမတွေ့ဘူးဆိုရင်ကြိုက်တာကောင်ဖြစ်လို့ရဟုတ်လားမဟုတ်လားဖြေအော်ဟာဟုတ်တယ်နော်ဟဲ့ပြောပေးတာကျေးဇူးမတင်သူတို့မေးတဲ့မေးကိုဖြတ်ခနဲ့နဲ့သူတို့တောင်မမေးနိုင်ဘူးမေးကိုကိုပြန်မေးပေးရတယ်ကိုပြန်မေးပြီးကိုပြန်ဖြေပေးရတယ်ကျေးဇူးတင်မှုကလေဟိုလက်စစ်စီးမယ်တော့တုတ်ပေးရတယ်စာအုပ်နောက်ကိုအဲ့လိုအဲ့တော့ခရိယန်နေဖြစ်ပြီး reincarnation ကိုရောက်နိုင်လားဟဲ reincarnation ကိုသင်တာမှားနေတယ်မဖြစ်နိုင်ဘူးပေါ့တန်တော်ထွက်သွားယေရှုကိုတွေ့လားမတွေ့ရင်ပြီးပြီဇလန်နေ reincarnation အောင်ဆိုသေးတယ်အများကြီးကုန်ဖြစ်သွားလို့ရဟုတ်လားမဟုတ်လားဖြေအော်ကဲလို့မြာနားလည်လားပြောရတယ်ကောင်တော့အဲ့တော့အခုစက်တွေပေါ်နေတယ်ဟလာအဲ့ဟာတွေအကောင်လုံးကလည်းအရင်စားဖို့ကောင်းတယ်ဘာဖြစ်လို့ဆိုခန္ဓာကိုယ်ထဲမှာရှိတဲ့အဓိကကတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့အသေးတတိကိုဒီ consciousness ကိုဆွဲထုတ်လိုက်တာအသေးတတိကိုဆွဲထုတ်လိုက်တဲ့ခါကျလူကစာအုံနောက်ကစာလုံးကတင်လို့မရတော့ဘူးအုံနောက်ကတယောက်ကထမင်းစားဆိုမှစားတာဟဲ့တယောက်ကရေသွားချိုးဆိုချိုးတယ်ဟဲ့တယောက်ကအိတ်ဆိုအိတ်တယ်အဲ့လိုဖြစ်သွားတာဘာမှမရတော့ကိုယ့်ဟာကိုယ်မလုံးနိုင်တော့ကိုယ့်ဟာကိုယ်ဈေးသွားလို့ဆိုမြာတယောက်ကပြောပေးဟဲ့နေအခုဈေးသွားကျုပ်3လုံးဝယ်တော့ပြပြန်လာခဲ့3လုံးဝယ်ပြီးပြန်လာမှာမဟုတ်လားဟဲ့နေရေသွားချိုးသူထပြီးရေချိုးတယ်ပြီးပြန်အိတ်နေရောဟဲ့နေထမင်းစားဆိုထပြီးစားတယ်ပြီးပြန်အိတ်နေရောဟဲ့နေသေးပါအောင်တော့ဆိုထပြီးပေါက်တယ်ပြီးပြန်အိတ်နေရောအဲ့ level ဖြစ်အောင်ကုန်လောက်လိုက်တာဘာကိုယူလိုက်တာလဲစိုးယူလိုက်တာဘာဖြစ်လို့စိုးကိုကြိုက်တာလဲဒါကြောင့်မလို့ကျမ်းစာထဲမှာ Lucifer တို့ငရဲတို့မာနက်တို့ဘာဖြစ်လို့စိုးကိုကြိုက်တာလဲ Holy Spirit ကိုစိုးကိုရရင် Holy Spirit ကိုရတာလေစော်လို့ရတာအားလည်းမသိအပိဝင်လာတားတော်ကိုရရင်အကုန်ရပြီတားတော်ရရင်အကုန်ရပြီကြောက်စရာကြီးမူလာတန်းဆရာကိုကြော်ထွက်သွားတာမူလာတန်းဆရာကိုကြော်ပြီးအလယ်တန်းဆရာကိုရရင်ရပြီဆိုပြီးတော့လေအလုပ်လိုက်တာရှင်းနေတာပဲလက်ခံနိုင်တဲ့လူလက်ခံလက်မခံနိုင်လည်းရတယ်ကိစ္စမရှိဘူးကိုယ့်အနေကိုပဲဒါမှ point တစ်ခုပဲရှိတယ်မူလာတန်းကိုမကြေဘဲနဲ့အလယ်တန်းကိုရောက်လာတဲ့ခါကျရင်ဘယ်သူမှမထီဘူးကိုယ့်ကိုယ်ပဲထိတာကိုပဲထိတာဘယ်သူမှမထီကိုပဲထိတာနင်ဘလို့မှဆယ်ထဲမှာမူနေ MSc order များမဖြစ်ဘူးတော့မှအောက်တမမကြည့်ခဲ့တာအဲ့တော့ main point ပထမဦးဆုံးသောဆရာနဲ့ဘာဖြစ်လို့လွဲတာလဲ thinking နေမှာလို့မူလာတဲ့ဆရာဖြစ်တဲ့ Holy Spirit နဲ့ဘာလို့မှားတာလဲ thinking နေမှာလို့ thinking နေမှာဥပမာပြပါတခုပဲကောင်းကင်နဲ့ငရဲနှလန်းနဲ့မဟုတ်ဘူးလို့ပြောလိုက်တာလက်ခံခြင်းသလိုလိုခံခြင်းသလိုလိုရုပ်ရှင်တွေရိုက်တာဟုတ်ခြင်းသလိုလိုမဟုတ်ခြင်းသလိုလိုပြောရင်မအောက်သွားမလားမအောက်သွားဘူးလားငါတို့ပြောလိုက်ရင်ငါသိခါကြမလားငါအဖေသိခါကြမလားငါရေးထားတဲ့ပုံစံတွေထိမလားငါတို့သင်ဥဆရာထိမလားအဖသင်ဥဆရာခမကြီးတော်ရဲ့သင်ဥဆရာ Oh my god အမရုပ်ရှင်တွေရိုက်တာအဲ့လူကိုဘာလို့ခေါ်လဲစမ်းစာသိလားမဖြောင့်မှန်မမှန်ကန်တဲ့သူစကလုံးရှည်တဲ့တလုံးနဲ့ပြောမယ်လူလိန်တဲ့လူကမေးခွန်းကိုမေးချက်ချင်းမဖြေနိုင်ရှောက်လိန်နော်ရှောက်လိန်မို့တော်တော်စဉ်းစားဟဲ့နင်းဒီရက်မှာမွေးရလားဆိုဟုတ်တယ်လူကလည်းဟုတ်တယ်မဟုတ်တယ်လည်းမဟုတ်ဘူးဒါပဲတန်ပြောလိုက်တယ်လိန်တဲ့လူကလည်းရက်သွားပြီးပါတယ်တဲ့နှစ်3 4 4စက္ကန့်ပဲကြာတယ်တင်းဆိုသူ့ကိုလေဒီဘက်ကတရားစီရင်ကြတယ် criminal immigration judge ကချလိုက်တော့တင်းနေနေလိန်နေအဲ့ဒါစောက်တင်ပါတယ်ဘာဖြစ်လို့ခရီးအနေလို့စောက်တင်ပါတာလေ trauma ကြောင့်လိန်တဲ့ဟာရစောက်တင်ရုပ်ပါလို့နားလည်ပြီနော်အဲ့တော့အခုဘာပြောခဲ့လဲပြောခဲ့စကားတစ်ခုမှရှိတယ်ကိုလူလိန်ဆရာတွေကိုပတ်စံပေးထားတဲ့တကြောင်မလို့သေွားတဲ့ခါကျရင်ဒီရတူးမှာဘာဖြစ်မလဲကိုစဉ်းစားကိုဘာစဉ်းစားအောင်လဲဆိုငါလူလိန်ဆရာတွေကိုလူငွေသွားပေးခဲ့ရင်ငါကယ်ပြီးသေလို့ဒီရတူးကိုရောက်ခဲ့ရင်ငါဖះကိုလည်းဆဲလိုက်မယ်အဲ့လူလိန်ဆရာကိုလည်းဆဲလိုက်မယ်ငါလိုက်ကြတာငါနင့်ကိုအလူငွေပေးခဲ့ရတယ်ငါနင့်ကိုစေဖို့တဖို့တွေပေးခဲ့ရတယ်ငါနင့်ခရုစိတ်တွေမှာပါခဲ့ရတယ်အလူငွေပေးနေတာခရုစိတ်မှာသွားပြီးတော့တချင်းဆိုခဲ့ရတယ်အော်ခရုစိတ်မှာတီးလုံးတွေသွားတီးခဲ့ရတယ်ဂီတာတွေတီးခဲ့ရတယ်ခရုစိတ်လှုပ်ဖို့အတွက်ငါတို့အသင်းတော့ဖိတ်ခေါ်ပေးရတယ် whatever it is ကုန်တူတွေပဲစောက်ပေါ်လုံးနဲ့ကုန်တူတွေပဲငါနင့်ကိုအဲ့လိုမျိုးလူငွေပေးခဲ့ရပြီးငါဒီနေရာရောက်နေတယ်နင်ငါ့ကိုရှင်းစမ်းဆိုရင်ဟာနေချမိုင်းမှာမလီပမာလားမလုပ်မှာပမာလားမလုပ်ပါအဲ့တော့ point ရပါလေအခုကြည့် AI တို့ Antichrist တို့တားရဲတို့မိစ္ဆာ prophet တို့ဒီ Sanhedrin break ကနေပြီးတော့ဟိုနွားနီမပူဇော်တဲ့ဟာတွေတို့အားလုံးကြည့်လိုက်တဲ့ခါကျတော့ Holy Spirit ကိုတိုင်နေတာ
လူလိုင်းဆရာကိုတိုင်တယ်အဲ့လိုပြောတယ်ဘာလို့ယေရှုကြောင့်မပြောပေးရယနေ့မကောင်းနင်တို့ပြောပေးမယ်နင်တို့ Holy Spirit နဲ့လေနေ့လေးနည်းနည်းလေးပဲတွေ့ရလုံအောင်ကြုံနေ Holy Spirit အကြောင်းကိုလူဖြစ်နေတဲ့အချိန်မှာသိရလေနှစ်30ပဲ maximum mind ကောတခင်ယေရှုကိုလူမဟုတ်တဲ့နှစ်ကြီး1000ကြီးမှာနင်တို့1000တောင်တွေ့ရမှာအော်အဲ့လိုစားလေကျင်းနေသွားတာပေါ့ဟဲ့ရုပ်ရှင်ရိုက်ပြန်ရုပ်ရှင်နေရိုက်ပတ်လည်မှာရုပ်ရှင်နေရိုက်ဒါပေမဲ့လူဖြစ်နေတဲ့အချိန်မှာတွေ့ခဲ့ရတဲ့ Holy Spirit ကို honor လုပ်ခဲ့တဲ့ဟာတွေကနှစ်ထောင်ကျရင်ဘယ် level ထိတကယ်ရှုချင်းမြောက်မလဲဆိုတော့ဘူးမှမသိတာအချို့က Holy Spirit ကိုလုံးဝမသိဘူးလေဘာမှမသိတာဘာမှမသိတာသိဖို့အတွက်ပြောပေးနေတယ်ဒေါက်တာဂျူလန်နဲ့ရှုံးတာတကယ်ရှုံးမဘူးနောက်တစ်ယောက်လို့ပြောတယ်စိတ်ထဲမှာစနိုးစနောက်နဲ့အာနာနေတယ်လို့ဟိုယုံကခက်ကြီးပေါ့နော်ဟဲ့မုံကခက်ကြီးယုံကခက်ကြီးရှင်းနေထားရိုက်တာမဟုတ်ဘူးနောက်တစ်ယောက်ဟိုယေရှုပဲယုံရင်ရပြီဟဲနေ၄တန်းနေ၈တန်းကိုပဲနေလောက်ပြီးတော့သူငယ်တန်းကနေ၄တန်းကိုနေပပရက်လို့နေရမှမရတာမရဘူး၄တန်းနေ၈တန်းပဲယေရှုပဲနော်ယေရှုသာကိုတော့ရရင်ကုန်ရပြီအဲ့လိုမဟုတ်ဘူးဘုရားသခင်လုပ်တယ်ဆိုမလို့စင်ဘူး salvation မှာလည်းဘုရားသခင်ခန္ဓာရဲ့စိတ်ရဲ့ဝိညာဉ်ရဲ့သုံးပါးလုံးခဲ့တာမဟုတ်ဘူးဒါပေမဲ့ဗာလေအဲ့ဒီ frequency အဲ့ကျုံသုံးပါးလုံးဆိုတဲ့စောက်စကားနဲ့သေတာခေါင်းကဘာပဲလက်ခံတာလေသုံးပါးလုံးတခုခုဆိုရင်ဘာပဲလက်ခံလဲခန္ဓာစိတ်ဝိညာဉ်ကျုံမြင်တာကျုံအဲ့ကျုံကြိုက်စိတ်မာတွေကျုံကြောင့်သေတာအဲ့လိုမျိုးသုံးခုလုံးကဲတာမဟုတ်ဘူး spirit ကိုပဲ 100% ကဲသွားတာ body ကမကဲရသေးဘူး new ဒီနှစ်တစ်ထောင်ကြာတော့မှ millennium ကြာတော့မှ body ကိုကဲမှာအခုလောလောဆယ် soul ကိုကဲတယ် progressively သွားနေတာလို့ပြောတာလုံးဝလက်မခံနိုင်ဘာဖြစ်လို့လဲခေါင်းထဲမှာဘာပဲဝင်တာလဲခန္ဓာစိတ်ဝိညာဉ်တော့ကျူးနေအရန်ကြိုက်တာကျူးနေအမားတွေနော်ကိုဟာနေကိုပဲအဓိကဘာလဲဒီလားအဲ့ဒီ low frequency မှာ runner အဲ့ဒီကျူးနေမှာ runner ဘာကျူးလဲခမဲတော့တာတော့တန်ရှင်တော့ဝိညာဉ်တော့အဲ့ဒီကျူးနေမှာ run လိုက်တာအဲ့ဒီကျူးနေမှာလဲ run salvation မှာ spirit ကိုပဲကြွယ်သွားတယ် soul ကအခု holy spirit နဲ့ workout လုပ်နေတော့20% မရသေးတယ်30% မရသေးတယ်တရက်မှာ workout လုပ်တာဟုတ်လားမဟုတ်လားပြော soul ကို workout လုပ်နေတယ်ဆိုရင်ဟာဘာပြောချင်တာလဲ soul ဆိုတာ thinking renewal of mind thinking တွေကိုပြင်နေရကြောက်ဖို့ကောင်းလားမကောင်းလားဖြေအမေရိကန်မှာလူတွေခွေးဖြစ်တာဘာကြောင့်လဲ thinking ရေမားနေတာဟုတ်လားမဟုတ်လား South thinking ရေမားလို့အမေရိကန်မှာလူတွေခွေးဖြစ်တာဟုတ်လားမဟုတ်လားဖြေအမေရိကန်မှာလူတွေခွေးဖြစ်တဲ့ number 1 reason ကဘာလဲ thinking ဒီ outdated thinking ခေတ်နဲ့မလျင်ရောတဲ့ဟိုးဘဝေသနီး thinking ကိုခေါင်းထဲထည့်ပြီးတော့ run တာဟုတ်လားမဟုတ်ဘူးလားတရုတ်ပဲချင်းပဲကရင်ပဲ doesn't matter ဟုတ်လားမဟုတ်လားဖြေoutdated နှစ်ချို့နေတဲ့ thinking ကိုလက်မလွတ်နိုင်ဘူးဆိုပြီးတော့ထည့်ပြီးတော့ runner ငါဒါသိရင်ဒါပဲသိရမယ်။ရင်တော့ယောက်ျားနဲ့မိန်းမနှစ်ယောက်ကိုပဲအေဒင်ဥယျာဉ်ထဲမှာဖန်ဆင်းထားရပေါ့အေဒင်တို့စာဒန်တို့အဲ့ဒါဝင်လာအဲ့မှာဂျူလီယာဝင်ရှမ်းဝင်လာဟဲ့ယောက်ျားရဲ့မိန်းမရဲ့အဲ့ဒါဟိုးအပေါ်မှာ another tribe ကြီးရှိတယ် LGBT လို့ပြောလိုက်တော့ပါ तू ပြောလိုက်တော့ power ကြီးတယ်လေ power ကြီးတော့ तू အကုန်မြင်ရတယ်မြင်ရတဲ့အခါကျတော့အာဟုတ်တယ်နော်ဖြစ်သွားအဲ့you know ဘာနဲ့ run နေတာလဲအာဒန်စာဒန်အေဒင်နဲ့အာဒန်နဲ့စာဒန်နဲ့ run တာ which is outdated thinking နဲ့ Julian နဲ့ရှဝင်ပြီးတော့မှလေ updated thinking ကိုလေဟဲ့နင်း thinking မှာလေ updated thinking ဖြစ်တဲ့ခါမှာယောက်ျားနဲ့မိန်းမအောက်မှာယောက်ျားရှိယောက်ျားရဲ့အပေါ်မှာမိန်းမဟိုးအပေါ်မှာ LGBT ရှိတဲ့ another trap ကြီးအကြီးကြီးတိတ်စာယောက်ျားပတ်စံရှာတဲ့ LGBT ယောက်ျားရဲ့ပတ်စံပို့ရှာနိုင်တယ်ဟုတ်လားမဟုတ်လားဖြေယောက်ျားတွေထက်တာတဲ့ LGBT ယောက်ျားတွေပိုထက်တယ်ဟုတ်လားမဟုတ်လားဖြေ ဟုတ်တယ် ယောက်ျားတွေအရာတစ်ခုကိုစဉ်းစားတဲ့အခါမှာ LGBT ကသူတို့ထက်ခြေလမ်း90မှာသွားပြီးစဉ်းစားနေတာဟုတ်လားမဟုတ်လားဖြေ ဟုတ်တယ်ဆရာ ကဲအခုပြပြမယ်ယောက်ျားတွေကဒါမကောင်းပြောတာမဟုတ်ဂျင်သွားတာမကောင်းပြောတာမဟုတ်ဥပမာနဲ့စဉ်းစားပြတာโอเคဂျင်သွားတာမကောင်းလို့မပြောကဲဂျင်သွားတယ်ဟုတ်ပြီကောင်းတဲ့ချက်တွေကုန်ရှိတယ်ခန္ဓာကိုယ်ဟလာကောင်းတယ် strong ဖြစ်တယ်ဘာညာအကုန်ကောင်းတယ်ကဲကောင်းပြီကောင်းတာပဲစဉ်းစားမကောင်းတာကျစောက်ကောင်းတယ်ဘာလို့မစဉ်းစားရလဲမရဘူးကောင်းတဲ့ဟာငါဒါကိုကြိုက်အကုန်ကောင်းတယ်ပဲပြောမယ်မကောင်းတာပြောဟဲ့ခဏလေးမကောင်းတာပြောစရာရှိတယ်နော်လူမှာမကောင်းတာတွေဘာတွေလဲဂျူလီယန်နဲ့ချက်ပြောမယ်မကောင်းတာတွေရှိတယ်ဂျင်သွားလို့မသွားနဲ့လို့ပြောတာမဟုတ်ဘူးမကောင်းတာရှိတယ်ဆိုတာကို straight ကမစဉ်းစားမိဘူး LGBT ကစဉ်းစားမိတယ်ဆိုရင်ပွိုင်နားလဲလားပွိုင်နားလဲလားပြောနေတာဂျင်မသွားနဲ့လို့တခုံမှမပြော
ဒါပေမဲ့ gym သွားရင်မကောင်းတဲ့အချက်ကိုပြောပြမှာ straight ယောက်ျားစဉ်းစားနိုင်လားအေး South LGBT ကစဉ်းစားတာကဲ gym သွားတဲ့ခါကျရင်ရေအုပ်ကြီးတွေကြီးလာတယ်မကောင်းတဲ့အချက်တွေပြပြမယ်ရေအုပ်ကြီးတွေကြီးလာတယ်လက်မောင်းကြီးတွေကြီးလာတယ်နေအပြင်မှာအဲ့ဒါကြီးနေတကယ်တွဲချောက်လို့ကောင်းလားကြည့်လို့ကောင်းလား ဟုတ် နောက်တစ်ခုအဲ့ဒါကြီးအကြီးကြီးတွေဖြစ်သွားပြီးတော့ maintenance မလုပ်နိုင်ဘူး9နှစ်လောက်ပဲလုပ်နိုင်တယ် gym က6နှစ်နောက်ပိုင်းမှာမလုပ်နိုင်တော့ဘူးဆိုရင်အဲ့ဒါတွေအကုန်လုံးက deterioration ဖြစ်တာဟုတ်လားမဟုတ်ဘူးလားနောက်တစ်ချက် gym သွားတဲ့အခါကျရင်နောက်ဆုံးဘာမှဆုံးလဲဆိုခွေးတောင်တာနဲ့ sex လုပ်တာနဲ့ကျူတာနဲ့finish out လုပ်တာနဲ့ပါပဲဆုံးတာဟုတ်လားမဟုတ်ဘူးလားဒါပေမဲ့နောက်ပိုင်းကျရင်ကိုယ်တကယ်ကြိုက်တဲ့လူလည်းမရှိရောစိတ်ထဲမှာ damage တွေအကုန်ဖြစ်ကုန်တာဟုတ်လားမဟုတ်ဘူးလား gym သွားတဲ့အကောင်တကောင်ဟာဆက်စချင်းသွားချင်မှာအရန်ဟုတ်တယ်အရန်ယောက်ျားတွေကလည်းကြိုက်တယ်မိန်းမတွေကလည်းကြိုက်တယ်ဟာ attention အရန် feeling good ပေါ့နှစ်နှစ်လည်းကြာဘယ်သူမှလည်းကိုယ်လည်းမကြိုက်တော့ဘူးဖာတွေကိုအောက်ကနေသူတို့ကပြန်လိုက်ဝင်ရတာဟုတ်လားမဟုတ်ဘူးလား gym သွားတဲ့ယောက်ျားတယောက်ကပထမအဆုံး gym သွားတဲ့အချိန်မှာဗလာကြီးတွေထွက်လာတယ်လက်ကြီးတွေအလိုလေးစိမ်တွေမှပြတယ်ဂွေးတွေမှပြတယ်ဗလာကြီးတွေမှပြတနှစ်ပဲပြီးတော့ကိုယ်ကြိုက်တဲ့လူလည်းမရှိတော့အဲ့ယောက်ျားကဘာလုပ်ရလဲဖြေ single mother တွေဖာဖြစ်နေတဲ့ကောင်မတွေကို messenger ကနေ friend add တွေလိုက်လုပ်ပြီးစောက်စကားတွေလိုက်ပြောရတာဟုတ်လားမဟုတ်လားအဲ့ဒါဆိုးလေအဲ့ဒါ LGBT က gym ကိုမသွားခင်နေဒီဟာစဉ်းစားတာဟုတ်လားမဟုတ်လားဖြေ then လူခန္ဓာကိုယ်မှာ stress ကိုထိန်းပေးတဲ့ hormone ရှိတယ်ဆရာနာမည်မေးရင်အဲ့ hormone မျိုးစားအဲ့ဒီ hormone stress တက်လာရင်အဲ့ဒီ hormone ကအရန်ထိတယ်နားလည်လားအဲ့တော့ကိုက gym နဲ့ရန်သွားတယ်နောက်ထပ်ဆိုးကျိုးတစ်ခုပြောမယ် gym သွားတယ်ဆိုးကျိုးနောက်တစ်ခုပြပြမယ်ကောင်းတာတွေရှိတယ်မသွားနဲ့လို့မပြောဘူးเนาะမစင်းသားတာပဲပြတာယောက်ျားတွေမစင်းသားနိုင်ဘူး gym သွားပြီးတဲ့ခါကျရင်ကိုယ်လမ်းမမှာလူတွေကရှိသမျှစောက်ဆုပ်မိန်းမတွေကလည်းကြည်တယ်စောက်ဆုပ်ကောင်မတွေကလည်းကြည်တယ်စောက်ဆုပ်ကောင်တွေကကြည်ကိုစိတ်မညစ်ဘူးလားစောက်စင်တန်းရှင်ပြောတာစိတ်မညစ်ဘူးလားညစ်လားမညစ်ဘူးလားကိုယ်ရှိသမျှဟာတွေအကုန်စောက်ဆုပ်တွေကြည်အေးအဲ့လိုစိတ်ညစ်ရင်ခန္ဓာကိုယ်ရဲ့အဲ့ဒီဟော်မုန်းကထွက်လာအဲ့ဟော်မုန်းထွက်ရင်တတ်တူor ကိုကအရန် gym နေဆော့ပြီးတော့အရန် attention လိုချင်တယ်ဟာပဇာကြီးကလည်းအကြီးပဲရုပ်ကြီးကလည်းကြီးပဲအကောင်းစားတွေဝတ်ပြီးတော့သွားတဲ့ခါမှာဘယ်သူမှကိုယ် attention မပေးတဲ့ခါကျရင်အဲ့ဒီစိတ်ညစ်တဲ့ဟော်မုန်းကထွက်လာ stress ဟော်မုန်းကထွက်လာမြင်လားအဲ့ stress ဟော်မုန်းထွက်ရင်ကြွက်သားတွေထိကြိုက်တယ်အစာအိမ်ထိကြိုက်တယ်အုံနောက်ငယ်ထိကြိုက်တယ်မအိပ်နိုင်ဘူးညသွားစီအောင်လေးချင်းသွားနေလို့တရားကိုမှမပြောဘူးနော်မြင်လားပွားရင်ချင်းသွားတယ်ဟုတ်လက်မောင်းကြီးကြီးလာတယ်ဟုတ် six pack တွေရှိတယ်ဟုတ်ဝတ်စားကြီးချက်ရက်နဲ့ဝတ်ပြီးတော့သွားပြီးတော့ attention လိုချင်တယ်ဟုတ်တယ်ဟုတ်အကောင်လုံးကြည့်ရလိုချင်တယ်ဘယ်သူမှမကြည့်တဲ့ခါကျဘာဖြစ်လဲ stress hormone တွေထွက်လာမြင်လား stress hormone ထွက်ရင်ကြောက်သားကိုဖြတ်စီရောအစာအိမ်ကိုဖြတ်စီရောဦးလန်းကြားကိုဖြတ်စီရောအုံနှောက်မှညံကိုဖြတ်စီရောအိတ်တာကိုဖြတ်စီရောသွားလေးချင်းပြီးလက်မောင်းကြီးအကြီးပြမဖြစ်နေဘူးလားဂျင်သွားလိုက်တော့ပခုံးကြီးကြီးလက်မောင်းကြီးကြီးတွေဖြစ်တယ်9နှစ်လောက်နေအဲ့ဒီဟာကိုဂျင်ကိုဆက်ပြီးမထိန်နိုင်တော့ရင်ပုံပြတ်သွားတာလေဟုတ်လားမဟုတ်ဘူးလားနားလေလားအဲ့ point နေမထိန်နိုင်တော့ရင်ပုံနေပြတ်ကုန်တာရှိလားမရှိဘူးလားကြော်သားတွေပုံနေပြတ်ကုန်တာတွေအရာတွေများအင်းဆိုတော့ပြောချင်တာဂျင်မသွားနေလို့ပြောနေတာမဟုတ်ဘူးယောက်ျားတယောက်ကတည်းကစဉ်းစားလား LGBT အဲ့လောက်ထိစဉ်းစားတာအဲ့စဉ်းစားတဲ့ဟာကွာရစမြင်လားအဲ့အချိန်မှာဗမာသာသနာဝင်လားအတန်စာတန်အေးတွေဥယျာဉ်စုပို့လိုက်ကော wrong thinking outdated thinking ကိုမြင်လားအဲ့တော့လူတွေဘာဖြစ်လို့ပျက်စီးသွားတာလဲ wrong thinking outdated thinking ကြောင့် date out နေတဲ့ thinking တွေကိုခေါင်းထဲကိုထည့်ပြီး life ကို run တော့အကုန်မှားကုန်တာဟုတ်လားမဟုတ်ဘူးလားညပြီနော်ကဲဒါဆိုရင်ဒီကတော့ message ကအဓိကပေးပြီးသွားပြီမူလာတဲ့ဆရာရှိတယ်ဆိုတာကိုလက်မခံနိုင်ရင်တော့တရားဝင်နော်ဘာဖြစ်လို့တရားဝင်ဘာဖြစ်လို့ရောက်သွားတာလဲအဲ့ဒါအဓိကချက်ပဲနော်မူလာတဲ့ဆရာရှိအောင်လက်မခံငါတို့ယေရှုမှယေရှုပဲလို့လုပ်ပြီးကိုယ့်အထဲမှာလည်းသိတယ်ငါတို့မှားသွားတယ်တခုခုอ่ะဆိုစိတ်ထဲမှာတခုခုထိငင်နေနေဖြစ်သွားရင်ကိုဘာသိရမလဲဆိုရင်အဲ့လိုစိတ်ထဲမှာငါတို့ယေရှုပဲလို့ပြော Holy Spirit မလို့ငါတို့ယေရှုပဲမျက်စိမှိတ်ပြီးတော့ဖင်ပိတ်ပြီးကုန်းအော်ရာမျိုးလုပ်လိုက်ရင်ငါတို့တခုခုမှားသွားတယ်ဆိုတာစိတ်ထဲမှာဖြစ်ရင်သိကြတဲ့အချက်ကတရားဝင်မီးလောင်နေတဲ့နေရာမဟုတ်ဘူး gray နေရာကြီးမတကြီးရနေပြီ lost ဖြစ်သွားတာ salvation မှာ Holy Spirit ပါတယ်လေဒီချင်းကတော့လည်း Holy Spirit ပါတယ်လေမွေးတော့လည်း Holy Spirit ပါတယ်လေ
အဲ့တော့သူ့ကိုဖယ်ထုတ်လိုက်တာဟုတ်တခင်ယေရှုပေးတဲ့ကယ်တင်ခြင်းဆိုတဲ့ဟာကအဲ့လိုသွားတာလေကယ်တင်ခြင်းပြီးမှ Holy Spirit နဲ့နေရင်တွေ့ရမယ်သူငယ်ကနေလေတဲ့ထိမူလာတယ်ပြီးမှငါအလေထဲမှာတွေ့တာတခင်ယေရှုကပြီးမှ God the Father ကိုရန်ဆိုင်ထဲမှာတွေ့တာအဲ့တော့လုံးဝလက်မခံဘူးလေဒီလိုလက်မခံနိုင်ဘူးစတွေ့ရလေယေရှုပဲသူငယ်ကနေ10တန်းအထိတော့မလာမပြောနဲ့ဆိုချထားပလိုက်တာအဲ့မှာသိရောအဲ့တော့ salvation plan ဖခင်ကပြတာဒီလိုကိုကဒီလိုဆိုရင်ကိုနဲ့ဒီဖခင်နဲ့ကလုံးဝမအဆက်ဘူးနင်ဖခင်မနေတယ်လုံးဝမအဆက်ဘူးဘယ်လုံးမှမအဆက်တာအဲ့တော့ကိုကအခုချိန်မှာကျမအသက်45နှစ်ရှိပြီ။အော်ကျမ55နှစ်ရှိပြီ။အော်65နှစ်ရှိပြီ။အော်85နှစ်ရှိပြီ။အော်80ရှိပြီ။ကျမဆောက်လက်ကတေကန်နေပြီ။ဒီအခုမှဒီဟာကြားတယ်ဘယ်လိုလုပ်ရမလဲ။စပြီးတော့ဖျက်ကောင်းပြီ။လုပ်ရမယ့်အချက်ကမျက်စိမိတ် Holy Spirit ဒီဟာတွေအကုန်လုံးကိုဒေါက်တာဂျူလီယန်ပြောခဲ့တယ်။မှန်ပါသလားမေးလိုက်။ပြီးတဲ့အခါကျရင်ကျမအခုမူလတန်းကနေပြီးတော့၄တန်းအထိဟလာမသိငယ်ရဟာအကုန်လုံး Holy Spirit သင်ပေးပါကျမရဲ့ life ကိုပြန်ပြီးတော့ teacher အနေနဲ့ကျမကိုလုပ်ပေးပါပြီးတော့မှတစ်ထောင်ကျမတခေရှုလက်ထဲကိုကျမအပ်ပေးပါတခေရှုနာမနိုင်ဆုတောင်းပါ၏အာမင်ပြောပြသွားတယ်ဟုတ်လားမဟုတ်လားအဲ့ဒါ authenticity ရှိမှလုပ်လို့ရတာလေစောက်ဖင်ကောင်လေးကျေလှရေးဆိုလုပ်လို့ရလားရဖင်ကောင်ကျေလေနေမဲ level 1နော်နေဖင်ကောင်ကျေတော့ဘာဖြစ်လဲဘူလာရန်ဆရာနဲ့လွယ်ရောဘူလာရန်ဆရာနဲ့လွယ် level 1ဘာဖြစ်လို့လဲ level 1ကိုရောက်သွားတာစောက်ခေါင်းကြောမှာလို့ရောက်တာပြောခဲ့တယ်လေမှတ်မိလားပြီးခဲ့လားမလေးခေါင်းကြောတွေအရင်မှာတာမာလာမလာပြောစရာမလိုဘူးဆိုအဲ့ဒါတွေဝင်တော့အမစင်ကုန်မှာကုန်လုံး loss ဖြစ်တာအကုန်ရနေရတာနားလည်ပြီနော်ဒီထိရပြီနော်ကဲသမီးတို့ဗာမေးချင်သေးလဲဒီတို့ချူကျော်တို့ any question ဘီယာဝမ်းကစပြီးလိုရဲဆိုတော့အကုန်လုံးပြီးသွားပြီပဲဆရာ မိကုန်းတစ်ခုပဲရှိကြရှိရရောက်သွားပြီးမှလွတ်သွားရှိလားရွတ်တဲ့လူတွေရှိတယ်မလွတ်တဲ့လူတွေရှိတယ်အားလုံးကပုံသေးကားချက်မှမဟုတ်တာဟုတ်လားမဟုတ်ဘူးလားအဲ့ဒါယူဘယ်လိုဖြစ်လို့လမ်းနှစ်သွဲဆိုတာယူလုပ်လိုက်တာလဲဟုတ်တယ်ဟုတ်တရားဝမ်းရောက်ပြီးတော့မှလွတ်သွားတဲ့လူတွေရှိတယ်လေ heaven ကိုပြန်ဝင်ရတဲ့လူတွေရှိတယ်တန်ခံပြီးတော့မှအော်တရားဝမ်းကနေပြီးတော့လွတ်ထွက်သွားတဲ့ဟာလည်းရှိတယ်ဝါလည်းမရအောင်တူလည်းမရဟိုအဝေးရုပ်လွတ်သွားတဲ့ဟာလည်းရှိတယ်လေဟုတ်လားမဟုတ်ဘူးလားအဲ့ဒါအမှန်လေဘာလို့လက်မခံတာပုံလက်မခံတာဘာကြောင့်လဲဆိုတော့စိတ်ထဲမှာလက်ခံပေးရင်အောက်တာဆိုရဖြစ်နေတာလေမြင်လားအဲ့ဘယ်လိုမှလုပ်လို့မရတာပြီးပြီးသလားမဲသူကဖះအောက်တာလုပ်နေတာဒုက္ခဘယ်လိုလုပ်ပြရမလဲမီးအမှန်လက်ခံနိုင်တဲ့ capacity ရှိလားမရှိရဲ့ပြေကိုလိမ်လားမလိမ်ဘူးလားလိမ်နေအဲ့ဒါပြီးပါလဲစလားအဲ့ဒါပြီးသလား that's it နော် okay next question ကဲ energy အေးဟုတ်ပြီ energy အဲ့လိုဆရာကြားလား ကြားပြီ congratulation ပါဆရာ ဟဲ့ ဆရာအခုတရင်တစ်ခုကြားအောင်နော်ဘာဒီမှာဟိုကြားအကြောင်းနေမှာ membership ကောက်တယ်လို့ကြားရဆရာ မကောင်းလိုက်တာပြောစရာကြီး သူတို့တွေပတ်စံမရတော့လို့ပတ်စံစီးပွားရှာ အေးအလိုပြောလိုက်ဂျူလီယန်နဲ့ချက်ပြောတယ် membership ကောက်ပြီးရင်လို့ဘယ်ဘက်ဖေလုံးမှာတက်တူထိုးပေးရမယ် membership ပေးရလူတွေအကုန်လုံးဖင်ပစိုးချတာဗာမိချတာထွေးနေချတာပြီးဘယ်ဘက်ဖေလုံးမှာ membership တစ်စိတ်ရိုက်ပေးရမယ်တက်တူးနဲ့ထိုးပေးရမယ်ကြီးလို့ဆောင်လို့သေးဆိုရ business plan ဆရာရဲ့ member ဝင်နေဆိုတော့တရား1ဖြစ်ဖြစ်2ဖြစ်ဖြစ်မကြမှာကြောက်လို့ membership ဝင်တယ် လေးလို့ပဲပေါ့သူတို့မကြောက်ဘူးဟုတ်တယ်ဟုတ်ငွေနဲ့အကုန်လုံးလောက်တာရောင်းစားတာမကြောက်ဘူးဒီဘက်ကဂျူလီယန်နဲ့ရှယ်ရာကိုမှရှိရဲ့ပတ်စံတွေထုတ်ပြီးတော့လူတွေပတ်စံထဲကိုအစာကျွေးရဟုတ်တယ်ဟုတ်သူတို့ကသူများရဲ့ပတ်စံကိုဖျားနာမကိုအသုံးပြုပြီးတော့သူတို့ကယူတာသူတို့ကမကြောက်ဘူးဘယ်လိုရဲသွားပြီလေဖျားကလည်းအဲ့လိုပဲထားတာလေရဲတဲ့ရဲအောင်ခိုးတဲ့ခိုးအောင်မကြောက်တဲ့မကြောက်အောင်စော်ကားတဲ့စကားခေါ်စော်ကားဟိုကဘာလို့လောက်တာလဲမကြမှာဟိုကဆိုရင်လို့ဟိုကပါတယ်ဟိုကအရန်ပါတာနောက်ဆုံးကျလူစီဖာတော်မှလေစိတ်ကုန်တယ်ဟဲ့ငါတော့ဘာမှမလုပ်ဘူးနော်သူတို့ဆင်းရဟိုကပြောတာမြင်လားအားရင်လေစာတန်နိုင်ငံဖြုတ်ဖြတ်မယ်ကိုရောနိုင်ငံတည်ထောင်မယ်နားလေဟိုစာရမဏေကဆင်းလာငါနိုင်ငံကိုနေလည်းမဖြုတ်ဖြတ်နဲ့နေလည်းငါလည်းငရဲလည်းမချအောင်နေမနေစင်းတာနော်ဆိုတော့ပြောနေဟုတ်လားမဟုတ်လားဖြေကိုကိုစဉ်းစားတာအဲ့လိုစင်းလို့ရအောင်အတွက်ကိုဖះရဲဘာဖြစ်လဲခိုးခိုင်းနိုင်လောက်ခိုင်းနိုင်လေလုံးဝ
reprobated mind လုံးဝ repentance များခိုင်းနော် ဆိုတော့အဲ့တော့ဆရာသူတို့တွေကတရားတူးကြဖို့များ ပတ်စံခွင်းတော့ normally က2ပြန်မပေးရင်တော့သမီး ဟုတ်လေဒီဖျားကြောင်တက်နေရလို့ အော်တက်နေတဲ့လူကသိတာပေါ့ဘာလို့ဆိုအလူငွေတော့ပေးထားတာ哦 membership တွေတော့ပေးထားတာအကုန်ပါတာလေအဲ့ဒါကြောင့်ပြောတာပြောပါတယ်ဆိုပါရတော့အုပ်ကြီးဆိုပါတာပေါ့ ဝမ်းကြတဲ့လူတော့နည်းနည်းနဲနေသူဖြစ်နေ တီတီစီ ဟုတ်လေဝမ်းဆရာဝမ်းကြရင် refund လည်းရနိုင်သေးတယ် heaven လည်းပြန်ရောက်နိုင်သေးတယ်ဆိုတော့ round thinking တစ်ချက်လောက်ပဲရှိတဲ့လူပဲဝမ်းကြအောင်ပေါ့ဒီလိုတစ်သက်လုံးဖျားကြောင်တက်ပြီးဖျားကြောင်မှာပဲဟိုဖြစ်တဲ့လူကတော့ နောက်တစ်ခုကသူတို့အဲ့လိုမျိုးဟိုဟာတွားပြီးတော့အလူငွေပေးတဲ့အချိန်မှာသူတို့ရဲ့ပေးရဲ့ attitude ကသူတို့ဟိုဟာပေါ့နော်ဟိုအဲ့တေးအုပ်ဆရာတွေအဲ့ဖျားကြောင်ဟာတွေသူတို့ဖေးမပေးဖို့ဆိုတဲ့ဟာနဲ့ဒီဟုတ် attention ရဖို့အတွက်သူတို့ဖေးမဖို့အတွက် Sunday မှာရှေ့ဆုံးတက်မှာထိုင်ဖို့အတွက်သူတို့ဖျားကြောင်နဲ့ဝင်လာအားလုံးကလည်းဟာပြတဲ့အားလုံးနဲ့နှုတ်ဆက်လိုက်တယ်နော်ဟိုလူနဲ့လည်းသိတာပေါ့ဒီလူနဲ့လည်းသိတာပေါ့တိုင်းဝိုင်းနဲ့ကလေအကောင်လုံးနဲ့သိနေအဲ့ဒီ idea လို့ဖွတ်တွက်ပြီးတော့သိစားရဲကြတယ်ဟာနို့တော့အဲ့ဒါကြီးအဲ့ဒီပြင်းလို့မရဟိုကနေလည်းသိရလေဟိုတယောက်နဲ့သိနေတာပါတယောက်နဲ့လည်းသိတယ်ဖျားကြောင်ဝင်လာအမလေးမော်လိုက်တာဟိုထိတ်မှသွားပြီးတော့လေဟိုထိုင်မို့တာမလုပ်သေးဘူးစကားကြီးပြောလိုက်ရတာအကောင်လုံးသိနေတာပေါ့နေသိနေတာတန်းရှင်းရန်ကြိုက်တာအမလေးသေသွားလို့ရတယ်အဲ့မလုပ်သေးဘူးအမဖုတ်ကနေပါသွားလိမ့်မယ် Sunday သွားအဲ့အတွက်ကိုသွားတာအားလုံးနဲ့သိနေတာလေ network တွေပေါ့ network တွေတော့အကုန်သိတယ်နံပါတ်ခင်အဲ့ဒီမှာဖာသင်မနာမှာဒေါက်တာဂျူလီယန်တို့လိုမျိုးထိုင်အဖုတ်ထဲကတုပ်ရည်ကြီးကြားနေတဲ့ဟလာဒီအမျိုးသမီးကိုအိမ်ပြန်ရင်သူကလေးနှစ်ယောက်စားဖို့အတွက်ကို sandwich ပါမုတ်လေးတွေပေးလိုက်တိုင်လီနောပလင်းနဲ့ဆေးတွေပေးလိုက်ဆိုတဲ့ဟာမျိုးလုပ်နိုင်လား မလုံးနိုင် အေးအဲ့ဒါပဲလေအော်ဟုတ်တယ်နော်မိနေတာမိနေတာမဝင်လာလဲဘောကနေ ပေးဖို့နေနေတာအလူငွေမကောက်ဘဲနဲ့တော့တရားမဟောနိုင် အဲ့ဒါပြောတာလေဘုရားသခင်သူတို့ဘာခိုင်းတာလဲယေရှုရဲ့မြတ်တာကိုပြခိုင်းတဲ့ခါမှာဒေါက်တာဂျူလီယန်တို့လိုမျိုးဖာသင်မတွေနဲ့ကက်ရက်တွေထိုင်တာမျိုးလုပ်နိုင်လား မလုံးနိုင် အေးအဲ့ဒါခုနပြောတဲ့စကားပဲ membership ပဲသူတို့ကသွားတာဖာသမားရှစ်မလားဖာသမားနဲ့ကက်ရက်ထိုင်ပြီးတော့ဟလာဆရာဆိုဘယ်နှခေါက်တည်တောင်လဲသူတို့နဲ့ထိုင်နေတာရီတောင်မရီတဲ့တောင်အများလုံးလို့ဟာသူတို့ရဲ့အိမ်မှာရှိတဲ့ကလေးလေးအတွက်ကိုဒီပါလဲဟိုပါလဲဟို blueberry muffin တို့မှတ်မိလား New York မှာတော့မရှိ blueberry မှတ်မိလားမသိနေလို့ပါတယ် blueberry muffin တို့ဘာလို့ဆရာပေးခဲ့ဟုတ်တယ်ဟုတ်အဲ့လိုမျိုးသူတို့ပေးနိုင်လားဖာသမားနဲ့ကက်ရက်ထိုင်နိုင်လားအဲ့လိုစကားပြောလိုက်တော့မှအော်ဟုတ်တယ်နော်မင်းနေတာဟဲ့သူတို့မှာပဲထိုင်ဘုရားကျောင်းထဲမှာပဲထိုင်တာဖာသမားနဲ့လုံးဝမထိုင်နိုင် ဖျားကြောင်ထဲမှာပဲထိုင်နိုင်တာငွေတော့ပြနိုင်မှ အဲ့ဒါပဲအဲ့ဒါနဲ့ runner အဲ့တော့ရောက်တာလည်းမဆန်းဘူးလေသမီးရဲ့ဟုတ်တယ်ဟုတ်အဓိကဘာလဲဆို tension မဲ့တော့သခင်မတူတူပဲစကလုံး tension အဲ့ဒါမရရင်သေသွားလို့ရတယ်သူတို့ကငြိမ်ငြိမ်လေးနေလို့မရဘူးသူတို့ကရောက်ရက်တွေခတ်ပြီးတော့ဖြစ်ပျက်တွေခါပြီးတော့အားလုံးကအထင်စီလူတွေကစီမွား tension တွေနဲ့ခေါင်းနေစာရနဲ့ဟိုလိုကလည်းဟိုဟာဖြစ်ဒီလိုကလည်းဒီလိုဖြစ်အဲ့ဒါတယောက်ထဲကိုလေဥပမာဒီခေတ်ပေါင်းစကားပြောဆိုလူတယောက်ထဲကိုချစ်ပြီးတော့ဟိုနှစ်ပေါင်းများစွာသွားဆိုတဲ့ဟာမရတော့ဟုတ်တယ်ဟုတ်ဟို30စက္ကန့်တယောက်ပြောင်းတာလေဟုတ်တယ်ဟုတ်30စက္ကန့်တယောက်ပြောင်းနေဒီတယောက်နဲ့ပြန်နောက်ပြောင်းနေပြန်3ရက်ကိုတယောက်ပြောင်းတာရည်သားအဲ့လို runner အဲ့ဒါဘာဖြစ်သွားတာလဲဆိုအဲ့ဟာကိုမြင်နေကြဟိုတယောက်ထဲကိုအချိန်အကြာကြီးမတွဲနိုင်မဲနဲ့3ရက်တယောက်ပြောင်းနေဟာတယောက်ပြီးတယောက်ပြောင်းနေတဲ့ဟာဖြစ်နေတိုင်းမြင်သူတို့ဆောက်ပြသွားမပြောနဲ့ကိုယ်ကောင်းထဲမှာဘာကြည့်ရမလဲမကြခင်သူ့ရဲ့ consciousness ကပြောတော့မယ်သူ့ life မှာလေအဲ့လိုတော့ခုံတာအများများတဲ့ကြောင့်မလို့သူ့ life မှာခဏဝုန်းဆိုပြီးတော့လေသူဘာလုပ်မအောင်မြင်ဘူးသူ့လက်နဲ့ထိတဲ့လုပ်ငန်းတွေအကုန်လုံးကမအောင်မြင်ဘူးသူဘာလုပ်အကုန်ပျက်စီးတယ်အကုန်ပြုတ်ကြတယ်အဲ့ဒါကို तू မသိဘူး तू သိစရာလည်းမလိုဘူးသူ့တော့ပြင်စရာလည်းမလိုကိုသိဖို့ပဲလိုတာဘာဖြစ်လို့လဲဆိုတော့ခုံလို့တယောက်တည်းကိုတစ္ဆာရှိမတွဲနိုင်မဲနဲ့3စက္ကန့်တယောက်ပြောင်းနေ3ရက်တယောက်ပြောင်းနေခဏနေဒီတယောက်ခဏနေခိုးတယောက်ခဏနေအချစ်တရားပွားနေတယောက်တည်းမှာအရန်အချစ်တင်များအချစ်တွေပွားမယ်ဟိုသူနဲ့လည်းချစ်လို့ရတယ်ဟိုဟာနဲ့လည်းငါချစ်လို့ရဒီဟာနဲ့လည်းငါချစ်လို့အချစ်တွေအဲ့ဒါကြီးနော် 7.1 အဲ့တယောက်ဘာလို့မအောင်မြင်7.2 နံပါတ်2သူ့လက်နဲ့ထိလိုက်တဲ့ဟာတွေကတိုးကုန်တာလုပ်ငန်းကိုထိလုပ်ငန်းပြုတ်ကြတယ်မိမကိုသွားထိအဲ့မိမပြုတ်ကြပါသူလက်နဲ့ဘာထိအကုန်ပြုတ်ကြဘာလို့ဆို energy ရသူရှိမှာကုန်ဝင်တာ
သူ့ခေါင်းထဲမှာလည်းဘာမှမရှိတော့ဘူးဟိုကနေတွေ့ဟိုလိုကြည့်လိုက်တယ်အပန်ရပြသွားပြီဟဲ့ကျူလိုက်တာဟဲ့ငန်းနဲ့ကျူလိုက်လားဟဲ့မမိလိုက်ကျူလိုက်တယ်လို့မကျူလိုက်တယ်လို့ပြီးသွားပြီအပြီးဝိုင်းတာနဲ့ဟဲ့နောက်ထပ်လိုက်တယ်ဟဲ့ကျူလိုက်တယ် ACT ရိုက်လိုက်တယ်ညှိလိုက်တယ်ဟဲ့ကျူလိုက်လားကျူလိုက်တယ်လို့မကျူလိုက်တယ်လို့ဟဲ့အေးအဲ့လိုပဲဟဲ့နေဟိုတယောက်နဲ့ကျူလိုက်လားမသိဟဲ့ဒီနေ့ငါလည်းကျူနေတာဟဲ့မရိုက်ပြီဟာအဲ့ဒီကိကလူရနာအဲ့တော့ဘာဖြစ်လဲခုနစကားသူ့လက်နဲ့ကန်လိုက်သမျှအကုန်လုံးကလေပုတ်တိုးကုန်တာဓမ္မသာသနာ same thing man a same thing man ဟိုဆရာဒီဆရာဟာဆရာဟာခဏနေဂျူလီယန်နဲ့ဆရာတရားဟောလိုက်ပြီ live ရန်ကောင်းဟာဂျူလီယန် live လဲပိတ်လဲပြောဟိုဘက်ကဆရာကြီးဝေါ်ပြောက်သွားပြန်ဟာဟိုဘက်ကဆရာကြီးပြီးတဲ့ခါကျမှားနေပြန်ပြီဒီဘက်ကပြောဒီဘက်ကပြန်ရောက်လာပြန်ဘာဖြစ်လဲဟိုပြေးဒီပြေးဘိုကလေးစီဖတ်တမလာဖာဒန်ဘီလာအဲ့ဒါတွေမြည်သူတို့ကပြင်လို့မရဒါပေမဲ့ကိုယ်ကောင်းနေမှာဘာဝင်ရမလဲဆိုရင်သူတို့ဘာစီးပွားလုပ်မအောင်မြင်သူတို့လက်နဲ့ထိလိုက်တဲ့ဟာတွေအကုန်ပုတ်ပြတ်သွားတာသူတို့နဲ့စီးပွားတော့လုပ်လို့မရတရုတ်မှာရှိရဟုတ်အဲ့လိုဟာတွေနဲ့စီးပွားတော့လုပ်ပြုတ်ကြတယ်ဟုတ် right နားလေဟုတ်အိမ်နီချာ ကန်နေနေတယ် လို့ပဲပေါ့မန်တော့သူတို့ကပြင်လို့ရရင်မပြင်တာဘာလို့လဲသိလားကြောက်တဲ့နေလေအားငယ်တာကြောက်တာလောကကြီးမဆိုင်ရင်ဟဲ့ straight တွေဆိုစိတ်မာတွေဆိုဆွိတ်အထီးတွေဆိုဂျင်နေနဲ့ six pack တွေနဲ့ဆိုကောင်မရေဆိုလည်းမာထာနာပဲစောက်ကြောတွေဆိုဘာလို့လောကကြီးကိုတယောက်တည်းမြင်ဆိုင်နိုင်တာလဲဟင်တကယ်လောကကြီးကိုရင်ဆိုင်နိုင်တာ LGBT တွေဟုတ်လားမဟုတ်လားဖြေ ဟုတ်တယ်ဆရာကြောက် သူကကြောက်နေတာကြောက်အရန်ကြောက်တာ ရမ်းကြောက် အရန်ကြောက်တာတရားမရှိလို့မရဘူးမကြိုက်လေအဲ့မိမဖင်နာမှာမျက်ခွက်ကြီးတော့ပြီးတော့စိုက်တာမကြိုက်လေသူတို့လောက်တယ်ကောင်အဓိကစကားပြောဖို့ရနေရမယ်အဓိကအဲ့မိမကိုတော့တုံးရမယ်ဒီတယောက်ပြန်ဟိုတယောက်ကိုလှမ်းခုန်တာချက်ချင်းခုန်တာကြောက်လို့အဲ့လူတွေနဲ့စီးပွားရေးအတွက်လည်းကိုစီးပွားရေးပြတ်တယ်လေစောက်ကောင်းတဲ့အဲ့ထက်ချက်ပဲထည့်ရုံပဲလေအဲ့လူတွေနဲ့ friendship စောက်လို့မရဘူး relationship စောက်လို့မရဘူး sex လုံးဝလုပ်လို့မရဘူးစီးပွားရေးလုံးဝလုပ်လို့မရဘူးအတူတူဖြစ်စီးပွားရေးလုံးပြုတ်ကြအောင်အဲ့ကိုစီးပွားရေးလုပ်ခံနေကြအဲ့ဒါကိုရင်ကြည့်ရတာအဲ့လူကခုံတက်လာဆိုတာကြည့်ရအဲ့ခုံတိုင်းလုံးဝစီးပွားရေးလုပ်လို့မရ or အချို့ကခုံတာမဟုတ်အချို့ကြတာဘာလဲဆို control တုံမြောက်ကိုင်နာဥမာဆရာယောက်ျားတယောက်ကလာကြရင်သူ့ရဲ့ access ကအဲ့လို control ဆိုရင်ဆရာကိုလာကြတဲ့အဲ့ဒီဘယ်ကိုသူ access ကဂျူလီယန်နဲ့ဘာလုပ်လိုက်ဟာမင်းကွာသူနဲ့ဘာသာမတူကွဲလိုက်အမှန်တော့လေအဲ့ဒီဆရာကိုလာကြတဲ့အကောင်ကမသိဘူးသူ့ရဲ့ access ကငါ့ကိုကြိုက်နေတာအဲ့တော့ဆရာကိုလာကြတဲ့အကောင်နဲ့ဆရာနဲ့သွားရင်ဘယ်လိုမှညာမှမဟုတ်အဆင်မပြေမှမလို့သူကခဏလွတ်ထားပေးတာပြတ်တဲ့ခါကျရင် तू ကဝင်မှာ तू ကလို့စဉ်းစားနေတာဒီဘက်က LGBT ကသိတယ်အိတ်လာကြတဲ့ဟာမသိ or control ဆရာကိုလာဥပမာနဲ့ပြဆရာကိုလာကြတဲ့ယောက်ျားတယောက်သူ့ရဲ့အရင်မိန်းမဟောင်း or သူ့အတော် or သူ့အမေဟာဂျူလီယန်နဲ့ဆိုရင်လုံးဝမကြိုက်ဘူးနော်ဒါလုပ်လိုက် instruction တွေပေးတာအဲ့ instruction တွေဟိုကလေနွားလို့ပဲအကုန်လိုက်လုပ်တာ at the end of the day မှာဘာလုပ်တာဒီလားဂျူလီယန်နဲ့သူနဲ့ကိုခွဲထုတ်လိုက်တာဘာလို့ခွဲရလဲကောင်မဂျူလီယန်ကကြည့်လို့မရအောင် jealousy အဲ့ဒီမှာဂျူလီယန်မဟုတ်ဘူးဆောက်ဆုံးမဖင်သေးစော်နေတဲ့ဟာဆိုလေဟဲ့နင်ကနေလုပ်ချင်တာလားဒီမှာနေခမင်းစားပြီးတော့လေရှားနေပဲရတယ်အဲကနေမှလေဟိုဖျားလို့ပဲတင်ထားလဲရတယ်နေကြိုက်တာတော့လို့အဲ့ဖေကိုကျေးဇူးဆိုပြီးထုကြတယ်ရတယ်ထုအမအကုန်ခွင့်ပေးတာဒါပေမဲ့ဂျူလီယန်ဆိုရင်အဲ့ယောက်ျားရဲ့မိဘအတိုင်းဝိုင်းအတော်အလှရှင်လုပ်ငန်းတွေကတငယ်စင်းလုပ်ဖို့ကိုင်းပဲအကောင်လုံးလေးဝင်ကိုဖြတ်တာအဲ့ဒီဖြတ်တဲ့အချိန်မှာအဲ့နွားခေါင်းထဲမှာဘာအလုံးမလုပ်လဲဆိုရင်ငါ့ကိုဝင်ဖြတ်တယ်ဆိုတာဂျူလီယန် jealousy ဖြစ်လို့ငါရဲ့စောက်မျိုးတွေအော်ငါရဲ့လုပ်ဖို့ကိုင်းဘက်တွေအော်ငါကိုဂျူလီယန်နဲ့ပတ်သက်လို့ပြောနေတဲ့ဒီလူတွေက whoever it is ဒီလူတွေကဂျူလီယန်လို့သူတို့အရန်ဖြစ်စင်နေပြီးမဖြစ်ရလို့ copycat လုပ်တာလုပ်လို့မရလို့ငါနဲ့ဖြတ်တာဆိုတာစောက်ခေါင်းထဲမဝင်ဘူးအဲ့တော့ဘာမှလုပ်လို့မရကြားတော့ယောက်ျားတွေကိုွေးတူကုန်နားတာကြောင့်အဲ့တော့လေပြောမကောင်းလားကြည့်ရမှာဒါပေမဲ့မှန်သောစကားပြောတာလောကကြီးမှာလေခွေးရတောင်ပြီးခွေးရတန်ဆွမ်းပြီးခွေးရရှည်တာလေ LGBT တွေဖြစ်နေတာမြင်လားယောက်ျားတွေအကုန်သေးကုန်မတော်ကုန်မြင်လားစောက်ပန် straight တွေအကုန်တူအဲ့ဒါနော်လို့ပြောတာမဟုတ်ဘူး straight ယောက်ျားတွေအကုန်လုံးကလေခွေးတွေတူကုန်ဟောဟုတ်လားမဟုတ်လားဒီခေတ်မှာတောင်းမတောင်းနိုင်တော့ဟုတ်လားမဟုတ်လားဖြေအဲ့ဒါပြောလို့စိတ်ထနေလို့ပြောတာမဟုတ်လေစိတ်ပိုင်းဆိုင်ရာထိခိုက်သွားတာပြောတာနားလေလားဆရာပြောတာအကုန်ထိကုန်တာအကောင်နော်
ရပြီနော်ကဲသမီးပါမေးခြင်းသေးလဲအမကြီးအိတ်ချင်နေပြီဆိုသူများချပေးရမှာပေါ့ နောက်ဆုံးတစ်ခုပါမယ်နောက်ဆုံး အေးကဲမေးပါ အဲ့တော့အဲ့ဒီဟိုတနေ့တော့လည်းပါသွားပြီကျွန်တော်တေချာအောင်လို့ဆရာကိုပြန်မေးအဲ့ဒီမကျွတ်တဲ့လူတွေက tier 1 မဟုတ်ဘူးပေါ့ဒါမှမဟုတ်ဟုတ်တယ်ပါ အချို့က1မှာလည်းမကျွတ်ဘူးအချို့က1ကနေကျွတ်သွားတယ်ဆိုတော့ဘာမှအတိအကျပြောလို့မရ မဟုတ်လေဆရာမတေပြီးတော့မကျွတ်တဲ့ဝိညာဉ်တွေက ဘူး ဘာကြီးပေါ်မှာပဲရှိနေတဲ့ဟာတွေအဲ့ဒါလည်းတရားပါမယ် ကဘာကြီးပေါ်မှာရှိတာ1မဟုတ်ဘူးအဲ့ဒါတသက်အုပ်အဲ့ဒါ1မဟုတ်ဘူးအဲ့ဒါတသက်အုပ်အဲ့ဒါရကဘာမှာရှိနေတာ အဲ့ဒါဂျားတွေက အဲ့ဒါဂျားတွေက another အုပ်တယ်အဲ့ကြောင့်ဆရာပြောတယ်လက်နှစ်သွဲရဲမဟုတ်ဘူးဆရာပြောတာမှတ်မိရဟုတ်အများကြီးအချို့ကကဘာမှာမရှိဟိုးအပြင်ခြေတစ်လုံးမှာတော့ကတ်နေတာတကယ်ကြီးကတ်တာ ဟုတ်ဆိုအဲ့ဒါတော့သူတို့ part of the tier 1ပဲ အဲ့လိုပဲပြောရမှာပေါ့ part of the tier 1လို့ပဲပြောရမှာပေါ့ဟုတ်တယ် အောက်တော့မကြဘူးဒါပေမဲ့ အောက်တော့မကြောက်1နဲ့မှာပဲပေါ့1 level လို့ပဲပြောရမှာပေါ့ yes ဘာမှပဲရှိနေမကျွတ်ဘူး သမီးအဲ့လောက်သိချင်ဒီကဘာကြီးမှာလေဒီကဘာထဲမှာကဘာဒီကဘာအထဲမှာဒီကဘာထဲမှာကဘာ17လုံးရှိတယ်ကဘာ17လုံးထပ်ထားတာကဘာကြီးကဘာ17လုံးတစ်လုံး17လုံးထပ်ထားတာလေပွင့်သွားမယ်အဲ့ဒါကြောင့်လေအလွှာရင်းနဲ့ရှိရလို့မပြောဘူးလားလေယာထပ် အလေယာပိုင်းလေယာဟိုနော်ရေးလက်ထက်တော့အပေါ်ကလေယာဖောက်လိုက်တဲ့ခါမှာဝုန်းဆိုပြုတ်ကျလာရဲဆိုတာလေမှတ်မိလား ocean ကြီးကိုဖောက်လိုက်တာလေမှတ်မိလားအဲ့ဒါနောက် layer ဆရာက number 6ဆိုရင် number အပေါ်7က ocean ကိုဖောက်ချတာမြင်လားအရန်ထူးဆန်းနေတကယ်ရှိတာအဲ့ဒါလို့ပြောတာမဟုတ်ဘူးမမြင်ရလို့ 3D မျက်လုံးနဲ့ကြည့်တော့ဘာမြင်ရမလဲဟဲ့လေထဲမှာကင်ကြည့်တယ်ဘာမှမရှိဘူးဟိုကလည်းငါတို့ကင်ကြည့်ဘာမှမမြင်ရဘူးဒါမဲ့ရှိတယ်အကုန်လုံးအထက်ထဲမှာနေနေတာအကုန်လုံးအဲ့လောက် level တော့ပြောလိုက်ရင်အကုန်ပုတ်ကုန်လိမ့်မယ်အထက်ကြီးတွေနဲ့နေအဲ့လိုအထက်တွေနဲ့အဲ့လိုအထက်ထဲမှာအကုန်နေနေတာအဲ့ဒါအရန်ထူးဆန်းတယ်နော် expand လုပ်တဲ့ခါကျရင်လေကျန်တဲ့အလွှာတွေကရက်သွားပြီးတော့အောက်ကအလွှာကြီးလာတာအဲ့ဒါလည်းရှိတယ်နောက်ပြီးတော့ဒီ university က expand လုပ်တာမှာကြောက်ဖို့တောင်ကောင်းတယ်အခုဒီနှစ်ဒီပေါ့နောက်ပိုင်းတွေမှာ university expand လုပ်တဲ့ဟာကြီးမြန်လို့ဘယ်လိုမှမလိုက်နိုင်တော့အရင်တော့လိုက်လို့ရတယ်အလင်းနဲ့တစ်နှစ်မှာဘယ်လောက်သွားတယ်ဘာညာအခုကလည်းများတော့အရင်မျက်နှာဝုန်းလို့ဖြစ်ကုန်တာပြင်မှာ expansion anyway ပြောချင်တဲ့အချက်ကခုနပြောလို့ဘော tier 1နဲ့ကိုပဲထည့်ထားလိုက်လို့ရတယ်အပေါ်မှာမကျွတ်တဲ့ဟာရှိတယ်နော်တမီးအတင်းချမ်းကုန်းတွေမှာလည်းအများကြီးပဲမကျွတ်တာဟုတ်တယ်ဟုတ်အမေရိကန်မှာရှိတဲ့တချို့ state တွေအိန္ဒိယမှာလည်းအများကြီးပဲဟုတ်တယ်ဟုတ်အများကြီးရှိတယ်လေအဲ့ဒါလည်း tier 1နဲ့ထည့်ထားလို့ရတာဒါပေါ့ ဆိုခုနကဆရာပြောတဲ့ဟို tunnel ဖြတ်ပြီးတော့အလင်းကိုတွေ့တာ reincarnation ဖြစ်တဲ့ဟာကသူအဲ့ဒီလူကကဘာမြေကြီးပေါ်မှာသူပေးစားမှာကြံသေးလို့ ပေးစားတာပေါ့ reincarnation ဖြစ်တဲ့ဟာအကုန်လုံးကပေးစားဖို့အတွက်နောင်ခါလာနောင်စိလောက်ထားကြတယ်ဟုတ်ခုချိန်မှာဟုတ်တယ်ဟုတ်ငါလို့ရှိရင်ငါလုံးမယ်ကွာနောက်ဘွားမှာပဲငါရှင်းမယ်ဟုတ်တယ်ဟုတ်အေးရှင်းလေအတွက်လာတာလေ တကယ်လို့သူတို့ကငရဲ ဒီဘွား တော့ မှာ မယ် သင်္ကန်းစာမကြည့်ဘူးမလားနောက်ဘွားမှာအဲ့ဒါကိုပြန်ကြည့်ရမှာပဲဟုတ်လားမဟုတ်လားဖြေ ဟိုသူပြောချင်တာပေါ့ငရဲဆရမယ်ဆိုရင်တော့မှမကြည်သေးတဲ့ပေးစားမှာကြံသေးလို့ကိုရင် မစင်းရဘူးစင်းလို့မရဘူး yes စင်းလို့မရဘူး ဒီမှာ yes စင်းရတယ်ဟုတ်တယ်ပြန်လူလာဖြစ်ရမယ်ဒါပေမဲ့လူလာဖြစ်တဲ့ခါကျရင် main point ပါလဲဆို तू အရင်တော့လုပ်ခဲ့တဲ့ဟာတွေပြန်ခံရတာပို့ဆိုးတယ်ဒီ live မှာမကောင်းတာတွေလုပ်ခဲ့တာကိုငရဲမှာမကြပဲနဲ့လူပြန်ဖြစ်ပြီဆိုရင်ပိုခံရတယ်။အော်ပြေးနေတာပဲ။အဲ့ဒါကြောင့် main point ကဘာလဲဆိုတဲ့အခါကျလူတွေကလေလူတွေရဲ့စိတ်ထဲမှာဘာရှိလဲဆိုတော့ဖျားဆိုတာမရှိပါဘူးဆိုတဲ့ဟာနဲ့ run တာနားလဲလား။ဘာဖြစ်လို့ဆိုတော့သူတို့အဲ့ဒါမပေးဆက်ချင်လို့ပြောရ point နားလဲလား။လူတွေကဘာလို့ဖျားမရှိလို့သူတို့ run တာလဲဟုတ်တယ်ပတ်စံဖြစ်သွားလို့ဖျားမရှိဘူးဆိုတာဘာသလိုအချို့ကဖះမရှိဘူးလို့သတ်မှတ်လိုက်ရင်ငါတို့နောက် live မှာဒါပေးမပေးစားလို့ထင်တာစပွားရင်လေနောက် live မှာပေးစားတာမဟုတ်ဒီ live မှာနေပေးစားတာဟုတ်လားမဟုတ်လားမသိဒီ live မှာလည်းအကုန်ရှင်းနေရတာဟုတ်လားမဟုတ်လားဖြေလိုက်မှာရှင်းရအကျွေးမကြိမ်နောက်လိုက်မှာထပ်ဆက်က အေးအဲ့ဒါအလို အောက်ဆင်းရ အေးကဲရပြီနော် ဟုတ်ပြီဆရာ thank အေး you အေးဟုတ်ပြီဆရာလည်းချလိုက်တော့ကဲသမီးတို့ဗာမေးစရာရှိသေးတယ်မမျိုးကျော်စိုး Jasmine Grace မယန်တန်းနေပြီမြန်ချပေးရမယ်3 နာရီခွဲ4 နာရီရှိပြီဒီဘက်မှာ တက်ခု အေး ဟောပါလေ
အဲ့လား အော် ဆို သမီး ရင် မေးစရာရှိသေးလားအေးမေး ဟိုစီကဟိုဆိုးကတကယ်အဓိကကြတဲ့ဟာအခုအဲ့ဆိုးကိုရောင်းစားတဲ့လူတွေကြတော့ဘာဖြစ်သွားလဲဆို ဟာသေးကြတာပေါ့အမလေးသမီးအောက်မှာတရတူပဲဒိန်ငနေတောင်းငနေပဲ no တ doubt ခါတည်းတိုင်ရ မ အောင် လေး no doubt မာရွေးနဲ့တီချင်းတင်တောင်မှရောက်တယ်လေမှတ်မိလားကြောက်စရာကြီးကဲကြောက်စရာကြီးလေလူတွေအဲ့ဒါမဟုတ်ပါဘူးထင်နေတာအဲ့ဒါရတကယ်ကြီးလေအဓိကပတ်စံဆိုတဲ့ဟာကြီးအကောင်းနဲ့ဝင်သွားတဲ့ခါကျတော့ငါမိသားစုစားဖို့အတွက်ကိုငါပတ်စံရမှရမယ်ဆိုရယ်ဝင်သွားတာလေဟုတ်တယ်ဟုတ်အဲ့အချိန်ကြတဲ့ခါကျတော့ဆုံးဖြတ်ချက်တွေမှားကုန်အောင်လေဟုတ်လားမဟုတ်ဘူးလားအမေရိကန်ကိုရောက်လာတဲ့ကလေကိုကောင်းထဲမှာထည့်ရမှာလွန်ခဲ့တဲ့နှစ်40ရာရောက်လာရင်ပတ်စံရှာလို့ရတယ်အခုချိန်ရောက်လာရင်ရှာလို့ရတဲ့အတိုင်းပြည်မဟုတ်တော့ဘူးဟုတ်တယ်ဟုတ်ဒါပြီးတော့ရန်ကုန်မှာဗမာပြည်မှာကိုမိဘကြံခဲ့ရင်ဟုတ်တယ်ဒါမမရိုင်းကိုစင်းမစာနာလို့ပြောတာမဟုတ်ဘူးသူတို့လည်းသူတို့ကသူတို့ရှာမှာပဲဆရာပြောတာနားလဲလားကိုကြီးပဲအကူနေလို့လည်းမရအောင်ဒါကိုပြောလို့မယန်းလာရင်လည်းမဟုတ်ဘူးကိုမရှိရင် AI အားလုံးမဖြစ်ဘူးဆိုတာရှိလားရှိနေမယုံနေခုသေးကြည့်လိုက်သူတို့သူဆက်ရှာပြီးသွားမှာပဲလိုက်ဟုတ်လားမဟုတ်လားအဲ့လိုမျိုးပြောလို့ကိုမိဘနဲ့သားမိခွဲတာမဟုတ်သူတို့ကလေစကားကိုအမှန်ကိုပြောပေးလို့မရအမှန်ကိုပြောရင်သူတို့မုန်းဘူးဒါပေမဲ့အမေရိကရောက်တဲ့လူတွေအဓိကဘာဖြစ်သွားတာလဲဆိုတော့ငါပတ်စံရှာမှငါမိသားစုစားရမယ်ဆိုတဲ့ဟာယူဝင်သွားပြီးတဲ့ခါကျတော့ဟုတ်တယ်အဲ့အချိန်ကျတော့ thinking နေမှားကုန်မြင်လား thinking မှာတော့ပတ်စံဝင်လားသေပြီလားသေပြီအမသေလားအမသေရောအိမ်မသေရောရပြီနော်တမီနားလဲပြီနော်ကဲဒါဆိုရင်ဆရာလည်းချလိုက်တော့မယ်သမီးလည်းမနေ့ဖြန်သွားမယ်ဆရာတို့လည်းရုံသွားမယ်အများကြီးပြောခဲ့ပြီဟုတ်ပြီနော်ကျန်တဲ့လူတွေကိုဆန်ထုတ်ဆက်လိုက်တယ် good night နော်သမီးတို့တွေ ပါဆရာ အေးတတာ good night ပါကဲဆရာပိတ်ပြီ